အားလုံးပဲမင်္ဂလာပါရှင်ကိုကြီးကျမချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေပြည့်စုံကြပါလူထားတဲ့ဘဝကိုပန်ဆန်ကြပါစေလို့ဆုတောင်းမြတ်တာများပို့သပေးပါရရှင်ကျမကတော့မစ်ဆူရီရဲ့နေ့စဉ်လူနေမှုဘဝတွေမှာစိတ်ချမ်းသာမှုတွေများစွာရရှိအောင်ဝင်ဝင်လမ်းကြောင်းတွေကိုယခုလက်ရှိလောက်ကင်နေတဲ့လမ်းကြောင်းတစ်ခုတည်းကနေမဟုတ်ဘဲနဲ့အဖက်ဖက်ကနေထူးဆန်းအံ့ဩစရာကောင်းအောင်စီးဝင်လာစေဖို့အတွက်အကူအညီလမ်းပြပေးနေတဲ့ abundance coach မတနာဖြစ်ပါတယ်ရှင်ဒီနေ့ရက်တွေဟာဆိုလို့ရှိရင်စိတ်ချမ်းသာပြီးတော့ကြွယ်ဝချမ်းသာစေဖို့အတွက်တိချက်ရဲ့ group တွေမှာအထူးလေးကျင့် training တွေပေးနေတော့ရက်တွေလည်းဖြစ်ပါတယ်လို့ချစ်ဆုံးလေးတို့ကိုပြောပြရစီအခုဆိုလို့ရှိရင် VIP မှာတက်နေကြတဲ့သူတွေများပါသလားရှင် VIP မှာတက်နေကြတဲ့သူတွေများပါတယ်ဆိုလို့ရှိရင် VIP ဆိုပြီးတော့ရေးလာပေးပါရှင်ဒီမှာဆိုလို့ရှိရင်တောင်ကြီးအသားဆက်လက်ပေါ့နော်တောင်ကြီးအသားဆက်လက်ကတန်မိုးမဖြတ်နိုင်တဲ့ VIP တင်တဲ့တိချက်စေတနာတွေကိုတဲ့ပို့ပြီးတော့သိလာပါတယ်တဲ့နော်အဲ့တော့ VIP ကတော့လုပ်ငန်းရှင်တွေများစွာတက်တယ်ပေါ့နော်နောက်တစ်ယောက်ကကြတော့နီလာရှင်းတဲ့တိချက်တဲ့ day 3မှာတိချက်ရဲ့တင်ပြမှုတွေကညနေပွင့်သွားပါပြီတဲ့မက်နီလာကော့တောင်းမြို့အတုပ်ဆုံယိုဒီယာအထောင်နော်မက်နီလာကော့တောင်းမြို့အတုပ်ဆုံယိုဒီယာအထောင်ကုံစုံဆိုင်ပန်ရှင်တတိမာနေမက်နီလာကျေးဇူးတင်ပါတယ်ရှင်သူကကြတော့အရင်တော့ကကြတော့အမျိုးသားရဲ့လစာကိုပဲအမျိုးသားရဲ့လစာနဲ့ပဲသူကနေရတဲ့အမျိုးသမီးလေးပေါ့နော်အခုတစ်ချက်ရဲ့ပညာဒါန live တွေကိုကြည့်တယ်တစ်ချက်ရဲ့ပညာဒါနသင်တန်းတွေကိုတက်ပြီးတဲ့အခါကျမှသူကအခုအတုပ်ဆိုင်ဖွင့်တာအောင်မြင်တယ်နော်အခုတခါတစ်ချက်ဒီ VIP ကိုထပ်ပြီးတော့တက်တဲ့အခါမှာသူဘာတွေဆက်လုပ်ရမယ်ဆိုတာညံပွင့်သွားပြီသူဒီတာမယ်အမျိုးသမီးတစ်ယောက်ပဲဖြစ်တယ်နော်တာမယ်အမျိုးသမီးတစ်ယောက်ဖြစ်တယ်ကော့တောင်းမှနေတယ်အရင်ကအမျိုးသားရဲ့လစာကိုပဲသူကအမျိုးသားရဲ့လစာနဲ့ပဲသူတို့ရက်တည်နေတာပေါ့နော်အခုကကြတော့ကိုပိုင်စီးပွားရေးလုပ်ငန်းစတင်နိုင်သွားပြီအောင်မြင်တယ်နော်အဲ့တော့အခု VIP day 3ညမှာတီချန်တဲ့သူနဲ့လည်းစကားတွေပြောရတယ်ပေါ့နော်သူကတကယ်ကိုမှသူညံနေပွင့်ထွက်သွားပါပြီတဲ့ဘာတွေရှစ်ဆက်လုပ်ရမယ်ဆိုတာသိသွားပါပြီတဲ့အဓိကလူတိုင်းဒီကြွယ်ဝချမ်းသာနိုင်တယ်ဒါပေမဲ့ဘာလို့ပေါ့နော်မကြွယ်ဝမချမ်းသာနေကြတာလဲဆိုလို့ရှင်ကိုကလိုအပ်သောပညာတွေကိုမလေ့လာမသင်ယူလို့တာဖြစ်တယ်အဲ့တော့ဒီနေ့ချရမယ်အကြောင်းအရာကငါဒီကြွယ်ဝချမ်းသာနိုင်တယ်ငါမသိသေးတာငါမတက်သေးတာအဲ့တော့လေ့လာသင်ယူမယ်နော်အဲ့တော့ချစ်ဆုံးလေးတို့ရဲ့စာအုပ်ကလေးတအုပ်နဲ့ဘောပင်လေးတစ်ချောင်းဒီချစ်ဆုံးလေးတို့ရဲ့ဘဝကိုကြွယ်ဝချမ်းသာမှုတွေပေးစေမှာဖြစ်ပါတယ်ဒါကြောင့်ဒီချစ်ရဲ့ live ကလေးတွေနားထောင်တဲ့အခါမှာစာအုပ်လေးတစ်ချောင်းဘောပင်လေးစာအုပ်ကလေးတအုပ်ဘောပင်လေးတစ်ချောင်းပြီးမှဆောင်းထားစေခြင်းနဲ့နော်ပြီးလို့ရှိရင်ချစ်ဆုံးလေးတို့နေ့စဉ်ဘဝမှာပဲပေါ့နော်စာအုပ်ကလေးတအုပ်နဲ့ဘောပင်လေးတစ်ချောင်းကိုချစ်ဆုံးလေးတို့ကိုဆောင်းထားစေခြင်းနဲ့နော်ချစ်ဆုံးလေးတို့ idea တွေရလာရင်ချက်ချလေးရေးစေခြင်းနဲ့ okay ချစ်ဆုံးလေးတို့Okay ဒီနေ့ရဲ့ live ထဲမှာလည်းချစ်ဆုံးလေးတို့တွေစိတ်ချမ်းသာပြီးကြွယ်ဝချမ်းသာအောင်ဒီချာတင်ပေးသွားမယ်အခုနာမည်လေးတွေခေါ်လိုက်အောင်မယ်မက်ဆင်မာဖြိုး fashion မင်္ဂလာပါချစ်ဆုံးလေးတင်းဖြိုးမင်္ဂလာပါဇာချီမင်္ဂလာပါရှင်ပိုး439မင်္ဂလာပါပိုးလေးရေ ANW မင်္ဂလာပါရှင်နှင်းဤဖြိုးမင်္ဂလာပါချစ်ဆုံးလေးတို့အတန်ကြည်ကြည်လင်းလင်းကြားရလားရှင်ဒီမှာမိုးရီရွာနေလို့လားလို့နော်မိုးအုံလို့တရွက်ကလေးတွေငိမ့်နေရင်တိမ်နေပြိုးတော့မှကြိုတည်တယ်ဝါဆိုရဲ့တိတ်တရီရမိတယ်အဲ့လေတော့ခဏလေးအေးကျက်စစ်ကြာလားချစ်ဆုံးလေးတို့မိုးရီရွာနေတယ်လောကရာသီဥတုလေးကအရင်ตายရတာပဲနေရတာစိတ်တွေချမ်းသာအဲ့တော့ဖျားလေးရှိခိုးပြီးသွားပြီတရားလဲထိုင်ပြီးသွားပြီမမေတို့ကသွားပြီးတော့တန်ကတော့အပား40ကိုတင်ဆွန်းသွားလောင်းပြီးသွားပြီအလူသွားပြီးသွားပြီသူတို့ပြန်လာပြီးသွားပြီပေါ့နော်โอเคအဲ့တော့ဒီနေ့ကတော့တကယ်ကိုမှအားလုံးအတွက် blessing day ပါလို့နော်အားလုံးအတွက် blessing day ပါညက VIP မှာတဲ့ idea တွေအများကြီးရလိုက်ပါတယ်ဟဲ့ချစ်ဆုံးလေးပါလာတာလား ANW လေး okay ညက VIP မှာ idea တွေအများကြီးရလိုက်ပါတယ်တဲ့ thank you အရင်ချစ်တယ်နော်လုံးဝနော်အဲ့တော့တစ်ချက်စကားကိုတဆင်ပြီးတဆင်နားထောင်တာဘယ်လောက်တောင်ကြွယ်ဝချမ်းသာလဲနော်အဲ့တော့အခုတစ်ချက်စေတနာတွေကိုနားလည်ပြီလားနော်တစ်ချက်စုတယ်ပြောတယ်တဲ့ပြောတယ်နော်နာအောင်ပြောတယ်နော်စင်းရဲတယ်ဆိုတာကတစ်ချက်တို့ကလေဟိုစင်းရဲတယ်ဆိုတာကလေဂုံယူစရာဘယ်လိုပြောမလဲဟိုတိတ်နေစရာမဟုတ်တယ်လို့ဂုံယူစရာလည်းမဟုတ်ဘူးဟုတ်တယ်နော်စင်းရဲတယ်ဆိုတာက
ဂုံယူစရာမဟုတ်တယ်လို့တချို့ကဂုံယူနေတယ်ငါတို့ကယူသားလို့စင်းရတာငါတို့ကယူသားလို့စင်းရတာငါတို့ကယူသားလို့စင်းရတာ no စင်းရတာဂုံယူစရာမဟုတ်တယ်လို့တိတ်ငယ်စရာလည်းမဟုတ်ဘူးပေါ်တော့ထော်တော့23လကုန်ဒီလေးပိုထော်လေးဆိုတဲ့အတိုင်း USA ကအထက်ချုပ်10သိန်းဝင်လာပါတယ်ဒီချက်ဝါအဲ့တော့ဒီချက်အတန်လေးကြားလေးငွေတွေဝင်လေးโอเคဒီတဲ့အများကြီးဝင်အောင်ပါသိန်း100သိန်း1000ချစ်ဆုံးလေးနော်ဒီထက်မှလည်း VIP တက်တဲ့သူတွေပါတာပေါ့ဝါအဲ့တော့ VIP ထိဖြတ်နိုင်သွားပြီဆိုရင်တော့ဒီချက်စေတနာတွေနားလည်သွားပြီဒီချက်18ချက်21ရက်ကဘလောက်တောင်အစွမ်းထက်တယ်ပညာဒါန live တွေဒီကိုဘွားကိုဘလောက်တောင်ကြွယ်ဝချမ်းသာမှုတွေပေးနိုင်တယ်ပွဲတော်တွေဒီကိုအတွက်တကယ်ကိုမှလိုအပ်တယ် VIP ထိဖြတ်ပြီးသွားတဲ့အခါမှာဒီချက်စေတနာကိုတကယ်မှမြင်သွားတယ်နောက်မဆိုရင် mindset တွေကဒီချက်တို့ကတလွဲတွေဖြစ်နေတယ်ဘယ်လိုမျိုးတလွဲဆိုတော့ဟိုမှာဒီချက်တို့လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလေ့ကျင့်ခန်းလုပ်ကြည့်လိုက်လေ့ကျင့်ခန်းလုပ်ကြည့်လိုက်တရားထိုင်ကြည့်လိုက်ကိုယ့်ရဲ့စိတ်ကိုအဲ့ဒီမှာတုံလှုပ်တဲ့အရာကိုတွေးလိုက်မယ်ဘာလုပ်ကြည့်ရမလဲလေ့ကျင့်ခန်းလုပ်ကြည့်မယ်တရားထိုင်ကြည့်မယ်လေ့ကျင့်ခန်းလုပ်ကြည့်တယ်တရားထိုင်ကြည့်တော့ကိုယ့်ဟာကိုယ်တရားထိုင်ကြည့်ဖို့တရားထိုင်ကြည့်လို့မရဘူးကိုယ့်ဘာကိုလေ့ကျင့်ခန်းလုပ်ကြည့်လို့မရဘူးတေးသေးချာချာ trainer နဲ့လုပ်ကြည့်လိုက်ကိုယ်စိတ်တွေဘလောက်တုံလှုပ်တယ်ဆိုတာတွေ့ရလိမ့်မယ်ဒီချက်ပြောပြမယ်နော်အဓိကစိတ်ပဲကြွယ်ဝချမ်းသာမှုတွေစွဲငင်နိုင်ဖို့အတွက်ကစိတ်ပဲခြိုက်လာပြီဒီချက်တေးချာလေးတင်ပေးသွားမယ်ဒီချက်ဒီပညာဒါန live ကိုလည်းမလျှော့ပါဘူးပွဲတော်ဆိုရင်လည်းဒီချက်မလျှော့ပါဘူး VIP တွေဆိုလည်းဒီချက်လျှော့မတင်ပါဘူးသူ့ရဲ့ level အလိုက်ညံပွင့်သွားခြင်းတာဖြစ်တယ်နော်သူ့ရဲ့ level အလိုက်ညံပွင့်သွားခြင်းတာဖြစ်တယ်ဒီချက်ပြောသဘောပေါက်တယ်နော် okay အဲ့တော့ဘာလုပ်ကြည့်ရမလဲဒီချက် trainer နဲ့လေ့ကျင့်ခန်းစောကြည့်လိုက်တေးသေးချာချာ100စက္ကန့်10စက္ကန့်တို့1လစက္ကန့်တို့ဝင်ကြည့်လိုက်အမှကိုယ်စိတ်ကဘလောက်တောင်မှကိုထိတ်ချုပ်လို့မရပဲတုံလှုပ်တယ်ဆိုတာတွေ့ရလိမ့်မယ်သူကတီချာတို့ဒီစိတ်ဒီကောင်းတဲ့အရာတွေကိုမိုးလင်းကနေမိုးချုပ်ဝင်စားလေချမ်းသာလေတခါတည်းတင်ပြီးသွားမယ်စိတ်ဒီကောင်းတဲ့အရာတွေကိုမိုးလင်းကနေမိုးချုပ်ဝင်စားလေချမ်းသာလေခြိုက်နော်ချက်စုံလေးတို့ခြိုက်နော်စိတ်ဒီမိုးလင်းကနေမိုးချုပ်ကောင်းတဲ့အရာတွေကိုဝင်စားလေချမ်းသာလေဟုတ်ပြီဒါဆိုရင်လေ့ကျင့်ခန်းလုပ်တယ်ဆိုတာလေကောင်းတဲ့အရာပဲကျမ်းမာမှချမ်းသာမှာတရားထိုင်နေဆိုတာလေကောင်းတဲ့အရာပဲဖျားစာတွေရွတ်တယ်ဆိုတာလေကောင်းတဲ့အရာပဲเนาะဒီမှာဆိုလို့ရှိရင်ကိုယ့်ရဲ့သက်ဆိုင်ရာယုံကြည်ကိုးကွယ်ရာကိုစိတ်တည်ငြိမ်စွာနဲ့တီချာတို့လုပ်တယ်ပေါ့နော်တချို့ကကြတော့ meditation ဆိုတာကတီချာတို့ English လို့ meditation meditation ဆိုတာမှာအမျိုးမျိုးသော meditation တွေရှိတယ်စိတ်ကိုငြိမ်ပြီးတော့ထိုင်ပြီးတော့တချို့ကကြတော့ငွေဆွဲငင်တယ်တီချာကြတော့ဝိပဿနာဘက်ကိုအားထုတ်တာနော်အားထုတ်တာအဲ့လိုမျိုးတယောက်နဲ့တယောက်တော့မတူကြဘူးပေါ့ meditation ဆိုတဲ့အောက်မှာများစွာကျယ်ပြန့်တယ်နော်သဘောပေါက်လားဒီချက်ပြောတာအဲ့တော့ trainer နဲ့ gym ဆော့ကြည့်လိုက်တေးတေးချာချာတရားစခန်းဝင်ပြီးတော့တရားထိုင်ကြည့်လိုက်အချဲတဲ့ VIP ကကွန်ပျူတာရှိမှတက်လို့ရတာလားရှင်မဟုတ်ဘူးလေချစ်ဆုံးလေးဖုန်းလေးနဲ့တက်လို့ရတယ်လေအခုချစ်ဆုံးသုံးနေတဲ့ဖုန်းနဲ့တက်လို့ရတယ်လေဒါပေမဲ့ချစ်ဆုံးတော့တီချဲကို VIP တက်ချင်တယ်ဆိုရင်ပညာဒါန live တွေအရင်ကြည့်ရမယ်အခု6လပိုင်းပွဲတော်တွေ8လပိုင်းပွဲတော်တွေကိုတက်ပြီးမှ VIP ကိုတက်ရမယ်မဟုတ်ရင်ကြော်မတက်နဲ့ VIP ကိုကြော်မတက်နဲ့Awareness Span ရဲ့ဒီဖူကစက်သိန်းတွေထသည့်အထီကိုထိမိလွန်သော VIP ပါတချဲတဲ့ VIP နောက်တစ်ချိန်တက်နေပြီတဲ့အခုချလိုက်ကဲ VIP ထက်တဲ့ချင်းလေးလာပြောကြည့်လိုက် VIP ဘလောက်ကောင်းလဲပြောကြည့်လိုက်ဒီချက်ပတ်ပလက်နဲ့ပဲတက်တည်ပြမယ်နော်မိသားစုဝင်လေးတွေရဲ့အခက်အခဲပြဿနာကိုတဲ့ဖြည့်ရှင်းပေးသွားတာအသိဉာဏ်ဗဟုသုတများစွာရပါတယ်ရှင်တဲ့သမီးတက်တော့ကိုလည်းကြည့်ပေးပါရှင်တဲ့ဟုတ်ကဲ့ပါကြည့်ပေးပါမယ်ဒေါ်ကျူကျူမြင့်ဈေးကွက်ကိုတဲ့ online ကနေဘလို့ထိုးဖောက်ရမလဲတိတ်မလုတ်တက်လို့ပါတချဲတဲ့သူအဲ့ဒါ VIP day 1 2 3မှာတေးသေးချာချာ share တင်သွားသေးတာတွေ့လားသူဒီအဲ့ဒါကပညာဒါန live တွေကိုကြည်တာအားနေချင်းရဲ့သဘောနော်အပြင်မှာတော့တဲ့သမီးရဲ့အချိုရည်ဆိုင်နဲ့အချိုရည်မုတ်မျိုးစုံလက်လီလက်ကရောင်းဝယ်ရေးမုတ်အေးချမ်းဆိုင်ကဈေးကွက်တွေဝယ်ပွဲရောင်းရပါတယ်ရှင်တဲ့အဲ့တော့တိချက်သူတွေကလေသူတို့ကမအောင်မြင်လို့အားမရတာမဟုတ်ဘူးတိချက်ပညာဒါန live တွေကြည့်ပြီးသွားပြီတိချက်ပွဲတော်တွေကြည့်ဖြစ်သွားပြီเนาะသူတို့မှာ level တစ်ခုအထိသူတို့အောင်မြင်တယ်ဒါပေမဲ့သူတို့ကထပ်ပြီးတော့သူတို့အဲ့ဒါကြီးကိုမကျေနပ်နေဘူးအားမရနေဘူးအဲ့လိုဖြစ်တာเนาะမအောင်မြင်တာမဟုတ်เนาะအောင်မြင်တယ်မယုံ VIP တက်တဲ့သူတွေညတော့စကားဝိုင်းထဲမှာပါတယ်မအောင်မြင်တာမဟုတ်အောင်မြင်တယ်ဒါပေမဲ့သူတို့ကိုသူတို့အားမရနေတာအဲ့တော့ဖြစ်တာဘာလဲဆိုရင်သူတို့ရဲ့စိတ်ကိုသူတို့ဒီ balance ဖြစ်အောင်မထားတတ်တာစိတ်ကိုတည်ငြိမ်အောင်မထားတတ်တာ
အဲ့တော့စီးပွားတွေတက်လာလေတချို့ကြတော့စိတ်တွေရှုပ်လေစိတ်ညစ်လေအလုပ်တွေမနိုင်လေအလုပ်သမားတွေနဲ့ပြဿနာတက် customer တွေနဲ့ပြဿနာတက်နော်အဲ့လိုမျိုးတွေဖြစ်တယ်ဆိုတာကစိတ်တွေကိုမထားတတ်ခြင်းရဲ့သဘောနောက်တစ်ယောက်ကြတော့တဲ့ teacher ရေးတဲ့ VIP ကကျင့်တတ်တယ်ဆိုတာထက်အများကြီးပို့ပါတယ်တဲ့တယောက်နဲ့တယောက်မတူဘူးနော်တွေ့လား VIP ထဲမှာတော့တယောက်နဲ့တယောက်မတူဘူးနော်ဒါကြောင့် teacher တစ်စင်မင်းတစ်စင်တင်သွားတယ်ဆိုအဲ့ဒါပြောတာ teacher ရေးတဲ့ VIP ကကျင့်တတ်တယ်ဆိုတာထက်အများကြီးပို့ပါတယ်တဲ့တန်ဖိုးဖြတ်မရတဲ့သင်ခန်းစာတွေပါတဲ့ကျေးဇူးအထူးတင်ပါတယ်တဲ့ VIP တက်တယ်တဲ့ Aero Design and Decoration ကကိုဖြိုးပါခင်ဗျာတဲ့ Aero 994 Okay VIP က VIP ပါပဲတဲ့ဒါကြောင့်စပြီးလက်တွဲကလေးကလက်မလွတ်ချင်တော့တာပါရှင်တဲ့ပွင့် share ကောင်းနေရောပဲတချဲတဲ့ပွင့်ထွက်သွားပါပြီတဲ့ကျေးဇူးတင်ပါတယ်တဲ့ဒီချဲနဲ့ထာဝရလက်တွဲသွားမှာပါတဲ့နှစ်ပဲလက်တွဲချမ်းသာတယ်နော် VIP day 3အထူး special ပါပဲတဲ့အများကြီးပဲမြင်ရတာကျင်းနဲ့အားရမိပါတယ်တဲ့share mic share ထိအသိဉာဏ်တွေပွင့်ထွက်ပါတယ်တီချဲတဲ့စစာမိုးတီချဲတက်ပြီးရင်တက်ချင်အရန်ကောင်းလို့လက်မလွတ်ချင်ဘူးတီချဲတဲ့ကျေးဇူးအများကြီးတင်ပါတယ်တဲ့KK ရကြတော့ VIP class ကပထမအကြိမ်တက်တာပါစီးပွားရေးလုပ်ရမယ်ညံနေပွင့်လာစီးပွားရေးလုပ်ရမယ်ညံနေပွင့်လာပါတယ်တီချဲတဲ့VIP ကိုတဲ့ဇက်တိုက်တက်ခွင့်ရချင်ပါတယ်တဲ့အများကြီးပဲเนาะအဲ့တော့တယောက်နဲ့တယောက်မတူဘူးတင်တာကဒါပဲဆိုပေမဲ့ညံပွင့်ပုံချင်းပေါ်မူတည်ပြီးတော့စီးပွားတွေကွာသွားတယ်သိလားဂျပန်မှာအလုပ်လုပ်ပြီးတဲ့လာတိုင်း28သိန်းငွေလွှဲပြီးမယ်တဲ့အင်္ဂါကျမ်းမာရေးအတွက်300လို့တဲ့အကျွေးကမဆက်နိုင်ဘူးတဲ့အဲ့ဒါသူကဘာဖြစ်တာလဲဆိုတော့တီချာတို့ကလေဘောနော်တီချာဒီမှာကပြပြမယ်နော်ဒီတာမန်စင်းရတဲ့သူတယောက်အနေနဲ့တီချာတို့ကဘေးကအကူလဲဆိုလို့ရှိရင်ပညာရေးကအကူနော်တီချာတို့အင်္ဂလိပ်စာသင်ကြတယ်ဂျပန်စာသင်ကြတယ်နော်ဘွယ်ကောင်းကောင်းတစ်ခုရအောင်လုပ်ကြတယ်ဘာလို့လဲအလုပ်ကောင်းကောင်းရခြင်းလို့အဲ့တော့အလုပ်ကောင်းလာခြင်းအတူတူမြန်မာနိုင်ငံမှာကုမ္ပဏီတစ်ခုမှလုပ်မယ်ဆိုရင်ဒီကျတို့ကလာစာ9သိန်းပဲရခြင်းရမယ်10သိန်းပဲရခြင်းရမယ်ဒါပေမဲ့ဂျပန်တို့ကိုရီးယားတို့သွားတဲ့အခါမှာလာစာ30ရမယ်လာစာ40ရမယ်လာစာ50ရမယ်ပေါ့နော်အဲ့ဒီခါမှာဒီကျတို့ကပြန်ပို့တယ်တခါတလေမှာစီးပွားရေးတွေပေါ့နော်လာစာကောင်းတာနဲ့လည်းမဆိုင်ဘူးလုပ်ငန်းနဲ့လည်းမဆိုင်ဘူးကိုပတ်စံတွေရှာနိုင်တယ်ပြန်ကုန်တယ်ပတ်စံတွေရှာနိုင်တယ်ပြန်ကုန်တယ်အဲ့လိုမျိုးတွေဖြစ်နေတာအများကြီးပဲဒါကြောင့်မလို့ဒီချက်ပြောတာအလှပေးရမှာသိလားအလှပေးရမှာအလှလို့တတိလေးကပ်ပြီးတော့အလှလေးကိုလှုပ်โอเคနော်စိတ်ပိုင်းဆိုင်ရာကိုပြောပြမယ်သူကလူဆိုတဲ့သဘောကဘယ်နေရာရောက်သူကမကျင်တတ်ဘူးညတော့ဆိုလို့ရှိရင်ဒီချက်ရဲ့တင်တန်းသူတွေထဲမှာဒါတယောက်ပါလာတယ်သူကကြတော့ပထမဒီချက်ရှိမှာ VIP တက်ပြီးသွားပြီရွှေဆိုင်မှာအလုပ်လုပ်တယ်ပထမသူအိမ်ပေါ်လားဟုတ်တယ်ပထမသူကပေါ့နော်တခြားတထေးတယောက်ရှိမှာအလုပ်လုပ်တယ်အိမ်ပေါ်လားမသိလုပ်တယ်လုပ်နေရင်းနဲ့မှာသူကတွဲပြီးတော့တခါ online ကနေရွှေအယောင်းအဝယ်ကိုလုပ်တယ်အဲ့တော့သူ့မှာတထေး2ယောက်ရှိတာပေါ့နော်တယောက်ကကြတော့သူအိမ်အလုပ်တန်ရှင်းလုပ်တဲ့အိမ်လုပ်တဲ့တထေးနောက်တစ်ယောက်ကြတော့သူ့ရဲ့ရွှေတွေကိုရွှေယူရောင်းတဲ့တထေး2ယောက်ရှိရဲ့2ယောက်ရှိရင်လည်းသူကဘာဖြစ်လာလဲဆိုတိချက်ရှိရတင်တန်းတွေတက်တယ်တိချက်ပညာဒါနာ live တွေတက်တယ်တိချက်ယူပွဲတော်တွေတက်တယ်တက်ပြီးတဲ့အခါမှာသူကရွှေလုပ်ငန်းမှာအောင်မြင်လာတယ်အဲ့ဒါရွှေလုပ်ငန်းမှာအောင်မြင်နေဆိုရင်လည်းသူ့ရဲ့ကိုယ်ပိုင်ဆိုင်မဟုတ်ဘူးသူများရှိရနေပြီးတော့သူရောင်းနေတဲ့ဆိုင်ရနေပြီးတော့ယူပြီးတော့ရောင်းတာတဆင့်ကိုယ်စလဲနော်တဆင့်ကိုလည်းအဲ့ဒါနဲ့ပဲဒီချက်ကပထမ VIP မှာဒီချက်အကြံဉာဏ်ပေးလိုက်တယ်သမီးရွှေလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ပညာတွေထပ်သင်ဖို့လိုတယ်လို့ဒီချက်အကြံဉာဏ်ပေးလိုက်တဲ့အခါမှာသူကရွှေလုပ်ငန်းနဲ့ပတ်သက်ပြီးတော့တိချက်ရဲ့တင်တန်းသူရှိမှာပဲသူကထပ်တက်လိုက်တယ်ထပ်တက်ပြီးတော့သူရွှေလုပ်ငန်းမှာသူအရန်ကျွမ်းသွားတယ်အရန်ကျွမ်းသွားတော့ရွှေလုပ်ငန်းမှာသူကလှုပ်တက်လို့ရှိရင်မြက်တယ်ပတ်စံတွေဝင်တယ်ဆိုတာသိတယ်အဲ့တော့သိတော့သူကသူကူလက်ရှိလက်တွဲလုံနေတဲ့ရွှေတထေးနဲ့လက်တွဲဖြုတ်ပြီးတော့သူကဒီဘက်မှာတက်လုပ်ငန်းလုပ်ချင်တယ်ဒါပေမဲ့ဟိုဘက်ကလည်းသူဒီအလုတ်သမားကောင်းဖြစ်တဲ့ရောင်းနဲ့ဝယ်တဲ့နေရာမှာကွာသိန်းကိုထောင်ချီတောင်ရောင်းနိုင်သွားတယ်ဒီချက်ရှိရတက်ပြီးတော့သိန်းကိုထောင်ချီရောင်းတိုင်သွားတော့ဟိုကလည်းလက်မလွတ်နိုင်ဘူးအဲ့လိုဖြစ်တာ
တတိယလည်းသူ့ကိုလက်မလွတ်ချင်သိလားတတိယလည်းသူ့ကိုလက်မလွတ်ချင်ဘူးသူကလည်းပြောရလို့ရှင်ဒီတတိနဲ့ရှေ့ဆက်ပြီးတော့အလုပ်တွေတွဲပြီးတော့မလုပ်ချင်တော့ဘူးမလုပ်ချင်ဘူးဆိုတာသူကပုံမြက်ချင်တာပေါ့ကွာပုံဝင်ချင်တာပေါ့ကွာတလားသိန်း100ရမယ်နေရာမှာတလားသိန်း1000ရတနေ့သိန်း1000ရောင်းတာသူ့အတွက်ရောင်းပေးနေရတာမဟုတ်သူတတိအတွက်ရောင်းပေးနေရတာဆိုတော့သူအဲ့လိုဖြစ်ချင်တယ်အဲ့လိုဖြစ်တဲ့အခါမှာအခုညတော့ဒီချဲအကြံဉာဏ်ပေးလိုက်တယ်သူ့ကိုပေါ့နော်သမီးဒါဆိုလို့ရှိရင် handover လုပ်ကြမယ် handover ဆိုတာကကိုတီချာတို့ကလေတီချာပြောပြမယ်ဘဝမှာတီချာတို့လို့စိတ်အေးချမ်းနေတယ်ပေါ့နော်စိတ်အေးချမ်းနေတယ်လက်လာပါတွေအရန်ပေါ်ချင်တယ်အစီပေါ်ဥစ္စာတွေတိုးချင်တယ်နေ့ရက်တိုင်းကံကောင်းချင်တယ်ဆိုတီချာတို့ဒီလူလဲကြလို့မရအောင်တေချာလေးမှတ်မယ်နော်ရိုးသားရတယ်အဲ့တော့စီးပွားဥစ္စာတွေကဘယ်ရလာတာလဲဆိုလို့ရှိရင်တီချာအတွက်ကတော့တီလှတွေရိုးသားမှုတွေကလာတာပေါ့နော်အဲ့တော့တီချာတို့ကလူလဲကြလို့မရဘူးတီလှဆောင်ရတယ်အလုပ်တစ်ခုမှာတီချာတို့ကသစ္စာဖောက်လို့မရဘူးသစ္စာဖောက်လို့မရဘူးဥပမာထားပါတော့တီချာကဒီကုမ္ပဏီမှာ college ရောင်းနေတဲ့ကိုယ်စားလှယ်ထားပါတော့ college ရောင်းနေတဲ့အခါမှာတီချာဒီဘာမှမသိဘူးဘာမှမတက်ဘူးမတက်တာဖြစ်တဲ့အတွက်ဒီရဲ့ college ကုမ္ပဏီပိုင်ရှင်တတိကတီချာကိုသင်ပေးတယ်ဆိုပါဆိုဘယ်လိုမျိုးတွေ marketing တွေဖောက်ကြမယ်ဘယ်လိုမျိုးတွေသွားရမယ်အဲ့တော့တီချာကတော်လာတယ်တီချာတက်လာတယ်ထားတော့အဲ့ဒီမှာတီချာကသိန်းပေါင်း1000တို့သိန်းပေါင်း1000တို့ရောင်းအားတွေရလာတယ်ရလာတဲ့အချိန်မှာတီချာကိုနောက်တစ်ယောက်ကမက်လုံးပေးတယ်ပေါ့နောက်ကုမ္ပဏီကတထေးတစ်ယောက်ကတီချာကိုမက်လုံးပေးတယ်ပေါ့နော်တနာရေးနေငါကုမ္ပဏီမှာလာပြီးတော့လုပ်ပါငါပတ်စံတွေပို့ပေးမယ်ငါနေ့ကိုယာဒူးတွေပို့ပေးမယ်လို့မလုံးဆွဲပြီးတော့တီချာကသွားလှုပ်လိုက်မိအဲ့ဒါတီချာသစ္စာဖောက်တာပဲလို့ခံယူထားတယ်တီချာမလုပ်ဘူးအဲ့တော့ဟုတ်ပြီအကယ်၍ကိုကလှုပ်ချင်တယ်ဆိုရင်တော့ဒီ college ကိုနောက်ထပ်ကုမ္ပဏီ2တစ်ခုမှတီချာရောင်းမှာမဟုတ်နောက်ထပ်ပစ္စည်းတစ်မျိုးဆိုရင်တီချာရောင်းရင်ရောင်းမယ်အဲ့တီချာငငယ်လေးကထားတယ်ဂတိသစ္စာပဲဒီချက်ပါသဘောပေါက်တယ်နော်တီချာတို့ကတီချာအဲ့လိုနဲ့သွားတာအဲ့ဒါဖြစ်တဲ့အခုကိုကဒီလုပ်ငန်းရွှေပိုင်ရှင်တတိနဲ့အလုံးမလုပ်ချင်တော့ဘူးဆိုလို့ရှိရင်ရတယ်တီချာတို့ကဟိုဒီတိုင်းဖြစ်တယ်လို့မလုပ်ကြဘူးလေနော်တကယ်တော့ဒီတတိမှာလဲကိုအတွက်ဒီတတိရဲ့ရွှေတွေရှိလို့ကိုကဒီရွှေအယောင်းဝယ်မှာကျင်းနေလာတာစဉ်းစားကြည့်သူရှိရကိုကကိုယ်စလဲယူရောင်းတယ်ကိုဖာသာကိုဆိုလို့ရှိရင်ကိုပါရွှေဆိုမူးလို့ရှူစရာတော့ရှိချင်မှရှိမယ်ဒါပေမဲ့ဒီတတိယရွှေတွေပြီးလို့ကိုကရွှေတွေယူရောင်းခွင့်ရတယ်ရွှေတွေကိုကင်ခွင့်ရတယ်ရွှေအကြောင်းတွေလေ့လာခွင့်ရတယ်အတုအဆက်ခွဲခြားခွင့်ရတယ်ဟုတ်မဟုတ်ဒီချက်ပြောတာအဲ့တော့တီချာတို့ဒီလူတိုင်းကိုဂျေစုတရားနဲ့နေတတ်လေကြီးွားလေလိုက်ရပြီဂျေစုတရားနဲ့နေစဉ်နေတတ်လေကြီးွားလေအကြီးွားတယ်ဆိုတဲ့အရာကြီးကလေပြန်ပြောပြဖို့တော်တော်ခက်တယ်အဲ့ဒါမမြင်ရတဲ့စွမ်းအားတွေ day 4နဲ့ day 5မှာဒီညမမြင်ရတဲ့စွမ်းအားတွေလာမယ်နော်ကလျာစော်ရတယ်ဟုတ်ပါတယ်တီချဲတဲ့သူဆိုကလျာစော်လို့ဆိုလဲယတနာရွှေတွေလောက်တာပဲနော်ယတနာရွှေတွေလောက်တာပဲနော်အဲကြီးပွားမှုကြီးဆိုတာလေပြန်ပြောဖို့တော်တော်ခက်လိုက်တယ်ကြွညာတွေတင်တိုင်းရောင်းကောင်းတာမဟုတ်ဘူး boost တွေဖောက်တိုင်းရောင်းကောင်းတာမဟုတ်ဘူး like တွေအသေးတွေ share တွေများတိုင်းပတ်စံတွေဝင်းနေတာမဟုတ်ဘူးနိုင်ငံခြားသွားတိုင်းကြီးပွားတာမဟုတ်ဘူးအဲ့ဒါကံတရားပဲနော်ကျေးဇူးတရားအဲ့တော့တီချာတို့ကကျေးဇူးရှိရလေဒီတတိကျေးဇူးရှိရကျေးဇူးရှိတာဖြစ်တဲ့အတွက်တီချာတို့လက်လွတ်စပယ်မလုပ်ကြဘူးဘာလုပ်ကြမလဲဒီတတိမှာနောက်ထပ်ဝန်ထမ်း2ယောက်3ယောက်သူတို့ထက်ခန့်လိုက်မယ်ထက်ခန့်တဲ့အခါမှာကို့မှာရှိတော့တီးတင်တီးထိုက်တက်တင်တက်ထိုက်တဲ့ပညာတွေကိုဒီကလေးတွေကိုသင်ပေးခဲ့ရမယ်ဟုတ်တယ်မလားညီမလေးရေဒီဆို customer တွေတော့ဒီလိုစကားပြောနော်ဖုန်းတွေကိုဒီလိုဖြေနော် comment တွေကိုဒီလိုဖြေနော်ပြီးလို့ရှိရင်ရွှေချိန်တွေကတော့ဒီလိုရှိရညီမလေးတို့ဒီလိုရောင်းအတုဆက်ကဒီလိုခွဲပေါ့ကွာလိုအပ်တော့ဟာတွေသင်ပေးခဲ့လိုက်တင်ပေးခဲ့လိုက်တယ်ဆိုကိုကလေဒီဘက်မှာဒီတထင်းနဲ့လက်တွဲမလုပ်တော့လို့ကိုဖာကိုကြိုက်တဲ့စီးပွားရေးလုပ်ကြီးသွားတယ်အဲ့ဒါလှုပ်ဝက်ချက်ပဲဒါမဲ့ငါတက်ပိုတီးသွားမလားငါတက်ပိုတော်သွားမလားဒီတထင်းကပဲငါဈေးကွက်တွေယူသွားမှာပေါ့အဲ့လူတွေမှာစီးရဲမှုတာရှည်နေတဲ့ဖြစ်နေတဲ့ပြဿနာအဲ့လိုမျိုးရှင်ပြိုင်တာလေမနာလိုတာလေကိုထက်သားသွားမှာကိုကြောက်တာလေဟုတ်မဟုတ်ဒီချက်ပြောတာအရန်ကြောက်ဖို့ကောင်းတယ်ကိုယ်စိတ်ကိုမသိရင်အရန်ကြောက်ဖို့ကောင်းတယ်ဒီချက် VIP ထဲမှာဆိုလို့ရှိရင်เนาะတက်ခနဲ့ကိုပြောတာဟိုဘိုင်းကနေနေရာကိုပြောတာဒီချက်ဒီထက်မှာ VIP ရှိတဲ့သူတွေဆိုလို့ရှိရင်ဒီချက်အားမနာတော့ဘူးဘာလို့လဲဆိုအားမနာတော့ဆိုတာကိုသားသမီးကိုကစုံမမှဖြစ်မှာလေကိုသားသမီးကိုသိရမလားချစ်လို့ဒီချက်တို့ကတစ်ချိန်လုံးလေးအလိုလေးလိုက်နေတယ်ဆိုဒီသားသမီးစိုးသွားမှာကြည့်ရင်အဲ့ဒါဖြစ်တဲ့အတွက်နေ့မှာဒီလိုစိတ်ထားနေတယ်စိတ်မပုတ်ကဘူးဥပမာထားပါတော့ကိုကလေးကသူများကိုမုတ်ပေးမကြွေးချင်ဘူးပေါ့မုတ်ခိုးစားနေသားဒီလိုစားရတာမဟုတ်ဘူးတငယ်ချင်းနဲ့ဝေးရမယ်ဒါကကောင်းတဲ့အကျင့်မဟုတ်ဘူးဟုတ်တယ်မလားအဲ့တော့ဒီချက်ကပြောလိုက်တယ်အဲ့ဒါကကောင်းတဲ့အကျင့်မဟုတ်ဘူးကောင်းတဲ့စိတ်ထားမဟုတ်ဘူးအဲ့တော့အဲ့စိတ်ကိုပြောင်း
အခုချိန်မှာတထေးကိုဒေါသထွက်နေတယ်မကျေမနပ်ဖြစ်နေတယ်ဟုတ်တယ်နော်ဒီထဲမှာလည်းပါလိမ့်မယ်ကိုတထေးကိုဒီချက်ကိုလည်းမကျေနပ်ဖြစ်ခြင်းဖြစ်လိမ့်မယ်နော်ကိုအဖေအမေကိုလည်းမကျေနပ်ဖြစ်လိမ့်မယ်ငါဒီလောက်ရှာနေတာဒီလိုမျိုးတွေသုံးတယ်ငါ့ကိုမတနာကြဘူးဟုတ်တယ်နော်ကိုတထေးကိုလည်းမကျေမနပ်ဖြစ်နေတယ်ကိုဘွားကြီးကိုမကျေနပ်ဘူးပါအဲ့တော့ကိုဘွားကြီးကိုမကျေနပ်လေမကောင်းတာတွေစွဲငင်လေချရည်မယ်โอเคနော်ကိုဘွားကြီးကိုမကျေနပ်လေမကောင်းတာတွေစွဲငင်လေချရည်မယ်ဒီလေးဖြစ်လာတတရည်ဘွားတရတယ်သမီးကတဲ့ရွှေရောင်းဝယ်ကိုလည်းစိတ်ဝင်စားတယ်တဲ့အခုလည်းရောင်းနေရတယ်ဒီချက်ဆုံးလေးဆက်ဖိုက်ချက်ဆုံးလေးနဲ့အကျိုးပေးတယ်အဲ့ဒီအရောင်းဝယ်နဲ့နော်မကျေနပ်ဘူးလေမကျေနပ်တော့ဘာဖြစ်လဲဒီချက်တို့ကအဲ့တော့ဒီချက်တို့ကဘာလဲ management လောက်ကမှာပေါ့ကိုမိသားစုကလည်းကို supporting ပေးမနေဘူးကိုကလည်းအခက်အခဲတွေကြုံနေတယ်ဆိုဒီချက်တို့က management တွေလောက်ကမယ်ကိုဘွားကမကျေနပ်ဘူးလေခုညတော့ VNB ထဲမှာတချို့ VNB တက်တဲ့သူတွေတွေ့ရပါမယ်သူတို့အောင်မြင်နေတယ်အမျက်ကိုသိန်းရချီရနေတယ်ဒါမှမကျေနပ်နိုင်နေဘူးသိရမလားအဲ့လိုမျိုးဖြစ်တာငါပါမှဖြစ်မယ်ငါမရှိလို့မဖြစ်ဘူးသူတို့ကငါလောက်မတော်ဘူးအဲ့တော့ညတော့ဒီချက်မမေကသူကဇုံးကိုနားထောင်နေတာလေဇုံးကိုနားထောင်နေတော့မမေတို့နားလဲတယ်ပေါ့နော်ဒီချက်တို့လည်းဒီ customer တွေနဲ့ဆက်ဆံပတ်သက်ဒီချက်ဆိုလို့ရှိရင်လည်းဈေးတွေအများကြီးရောင်းခဲ့ဘူးတယ်ဆက်ဆက်ပတ်သက်တာဖြစ်တဲ့အတွက်သိရပဲအခုလက်ရှိမှာလည်းစိုင်းနေရှိတော့သိရပဲဟုတ်တယ်သမီး customer တွေကမမေပြောမှသူတို့ကလက်ခံတာမမေနဲ့မတွေ့ဘူးဆိုလို့ရှိရင်သူတို့ကဈေးတွေကိုတင်ထားတယ်ထင်တာအဲ့တော့ဘာလို့ကလဲဆိုရင်မမေက customer ကိုမိတ်ဆက်ပြရနော်ဒါလေးကလည်းအန်တီရဲ့တူမလေးပဲဒါလေးကလည်းအန်တီရဲ့ညီမပဲအန်တီမရှိလို့ရှိရင်သူတို့ရှိမှာဝယ်လိုက်နော်သူတို့ကလည်းညီမလေးတို့ဈေးပုံမပြောဘူးဒီအဲ့ဒါ this is handover လောက်တာနော် handover လောက်တဲ့ခေါ်တယ်ဒီချက်ပြောတာသဘောပေါက်လားအဲ့တော့ကိုဘွားကြီးကိုမကျေနပ်လေဒီချက်တို့ကအရန်ကြောက်ဖို့ကောင်းတယ်โอเคเนาะအဲ့တော့ဒီချက်ဒီနေ့ရဲ့ live လေးမှာအားလုံးဝင်ကြည့်တဲ့သူတွေအားလုံးတန်ဖိုးရှိအောင်အကျိုးရှိအောင်ချက်စုံလေးတို့တင်သွားပေးမယ်ချက်စုံလေးတို့က share လို့ရရင် share ထားထပ်ပြီးကြည့်เนาะချက်စုံလေးတို့ဒါကလေတန်ဖိုးကြည့်တယ်ချက်စုံလေးတို့ဒီချက်ရဲ့မိသားစုဝင်အရင်နေပေါ့နော် VIP တက်သူတွေမေးကြည့်ပညာဌာန live ဆိုလဲဒီချက် show မတင်ပါဘူးပွဲတော်ဆိုလဲ show မတင်ပါဘူးဒီ VIP ဆိုလဲဒီချက်ကလေဟိုပညာကို show ပြီးတော့ဘာဖြစ်တယ်ညာဖြစ်တယ်မတင်ဘူးဘာလို့ဆိုသူကလေချက်စုံလေးတို့ကတချို့မမြင်ရတဲ့စကားတွေဥမာထားပါတော့အချက်ဆုံးလေးတို့အတိချက်ပြောမယ်ပေါ့ဒီမှာ97299 AC 24နာရီတွင်ငွေဝင်လာပါစေရေးရင်ငွေဝင်နေဆိုရင်တာမန်လူတွေတိချက်ဝင်ဆဲမှာပေါ့ဟုတ်တယ်မလားချက်ဆုံးလို့ပြောလာကြည့်တာ19ချက်27ရက်လောက်တည်းငွေဝင်နေဆိုလို့ရှိရင်မလုပ်ဘူးတဲ့လူကသိပါမလားအခုညတော့ဆိုရှင်တို့စိတ်တွေဘာတွေဖြစ်နေလဲဆိုတာတိချက်တက်ခနဲ့ပြောရလေရှင်တို့တွေအသက်ချူလေးကြက်နေပြီဆိုသိရရှင်တို့တွေစိတ်ဓာတ်တွေကြနေပြီဆိုတိချက်သိရတခုဖြစ်နေပြီဆိုဒီချက်သိရတိချက် post တွေသွားဖတ်ကြည့်လိုက်ဟုတ်မဟုတ်ဆိုတာကွတ်တီပဲဒီချက်ဒီနေ့ကျမအောင်မြန်ရေးထားသလားမသိဘူးကွတ်တီပဲအဲ့တော့ငါအရန်အစွမ်းထက်လွန်းတယ်လို့ပြောချင်တာမဟုတ်ဘူးဒီချက်ပြောချင်တာဒီချက်ကဒီရဲ့ပညာရဲ့မှာမှော်ဝင်နေတော့သူမှော်ဝင်နေတာဖြစ်တဲ့အတွက်သူကဒီချက်ကအာယုံကရနေတာ that's it ပဲအဲ့ဒါကြီးကတိုင်းလို့မရအောင်ဟုတ်ပြီဒါဆိုလို့ရှိရင်ဟုတ်မဟုတ်ဆိုတာက VIP တက်တဲ့သူတွေသွားမေးတိချက်ရဲ့အသက်18ပါတိချက် energy တွေအရန်ကောင်းလာပါတယ်အသက်18အရန်ငယ်သေးတယ်လုံးဝအရန်ကော့စိုးကော့သမီးစူးစားရင်ဘက်မှာခဲနေတယ်ဆိုတာမကျင်တတ်တာဒေါသကြီးလေအနုစားဒေါသကြီးတိတ်ခဲနေတာဒီနားမှာပွဲတော်ထဲမှာရှိရဆိုရင်တော့ပွဲတော်ထဲမှာလှုပ်ပေးမှာအခု VIP D45 မှာလည်းအဲ့ဒါကြီးလှုပ်ပေးမှာဒီချက်ပြောတာမှန်ပါတယ်တဲ့ VIP free live ပွဲတော့တခုမှ short မတင်ပါဘူးအကုန်စေတနာပါတယ်ဟုတ်ကဲ့ short မတင်ဘူးသူကဥပမာကွာအခုဒီချက် public မှာပြောလိုက်တယ်ရှင်းရှင်းလေးငွေဝင်စေဖို့အတွက်ဒီချက်ဥပမာထားပါတော့လက်မှာ infinity ပုံပေါ့ infinity ဆိုတာဒီချက်ဆုံးလေးတို့သိလားဟိုရှစ်ကနန်းလေးကိုဘေးကိုစောင်းထားတဲ့ပုံလေးလေဒါဘောပင်နဲ့ရေးလို့မထင်ဘူး stop ပင်နဲ့ရေးမှာထင်ရှစ်ကနန်းလေးကိုစောင်းထားတဲ့ပုံလေးသိလား ရ
ရေးတတ်တဲ့သူကလက်ဝါးလေးနှစ်ဖက်မှာရေးမယ်နော်ချက်စုံလေးလက်ဝါးလေးနှစ်ဖက်မှာရေးမယ်ဒီချက်ဒီဘက်ကင်မရာလေးလောက်လာမီလေးသမီးခဏလောက်ဒီနားမှာသမီးတစ်ခုလောက်သမီးဒီဘက်လာလိုက်သမီးဒီဘက်လာရှာရ infinity ရေးမယ် okay no သမီးဒီဘက် okay ရပြီအဲ့လားကဲငွေဝင်စေဖို့အတွက်ဒီချက်ပြောပြတော့မယ်ပေါ့နော်ဒါကကြတော့ဒီချက်ရဲ့ပညာဌာန live တွေကို series လိုက်ကြီးထားတဲ့သူတွေအတွက်ပို့ပြီးတော့အစမ်းထက်မယ်ဥပမာဘယ်ဘက်လက်ဝါးလေးမှာ infinity ပုံလေးရေးမယ် infinity ဆိုတာကရှစ်ကလေးကိုစောင်းထားတဲ့ပုံလေးပေါ့နော်ညာဘက်လက်ဝါးမှာ infinity ပုံလေးဝင်မယ် infinity ပုံလေးရေးထားမယ်ပြီးလို့ရှိရင်ဘယ်ဘက်ကလက်ကဝဲလေးမှာ97299 AC ဆိုတာရေးမယ်97299 ACနော်97299 AC ရေးပြီးတဲ့အခါမှာကိုကလက်ဝါးလေးနဲ့ okay 24နာရီအတွင်းငွေတွေဝင်လာပြီ24နာရီအတွင်းငွေတွေဝင်လာပြီ24နာရီအတွင်းငွေတွေဝင်လာပြီ okay နော်အဲ့လိုမျိုးလေးပေါ့နော်ဒီချက်တို့ကလှုပ်လိုက်တဲ့အခါမှာတကယ်ကိုမှငွေဝင်လိမ့်မယ်။ Okay အဲ့လိုမျိုးပြောလို့ရှိလို့ရှိရင်တီချက်ရဲ့ဟို18ချက်21ရက်ကိုလုံးမထားကြည့်ဘူးတဲ့သူတီချက်ရဲ့ပညာဌာန live တွေကိုကြည့်မထားမိဘူးတဲ့သူတွေအနေနဲ့ကကြတော့ယူမြန်ယူနေသလားဆဲရင်လည်းဆဲလိမ့်မယ် complaint တက်ချင်လည်းတက်လိမ့်မယ် okay နော်ဒါမျိုးတွေရှိရပေါ့နော်ဒါကြောင့် teacher တို့ဒီကိုမတီသေးတော့ကိုမတက်သေးတော့ပညာရက်တွေအများကြီးရှိတယ်အဲ့လိုမျိုးကိုလေ့လာသင်ယူလို့ရတယ်လူတစ်ယောက်ဒီနှစ်နှစ်အတွင်းစိတ်ချမ်းသာပြီးကြွားချမ်းသာနိုင်တယ်ဆိုတဲ့အရာကို teacher ကပေါ့နော်ဒီပညာဌာန live တွေနဲ့သင်ပေးနေတယ်ပေါ့နော်အကယ်၍ကိုကစိတ်ချမ်းသာခြင်းနဲ့ကြွားချမ်းသာခြင်းနဲ့ဆိုလို့ရှိရင် teacher ပညာဌာန live တွေကိုများများကြည့်ဖို့လိုပါမယ်တမီတစ်ချက်လောက်စစ်ပြီးis okay or not okay နော်ဒီချက်တော့သဘောပေါက်လားဒီချက်တော့သဘောပေါက်လားချစ်တီချက်ဝတ်ထားတဲ့ net sweat လက်စော့ပြန်လဲရောင်းဖို့ဒီတိုင်းကိုပြလိုက်ပါပြီတစ်ချက်တဲ့မိကဟိုပြုတ်သွားပြန်မယ် line okay လား line okay ရနော်အပေါ်အောက်သမီးတိချဆက်အပေါ်အောက်တိချဆက် okay လားမ okay လားเนาะဒီနော် okay လား okay ရင်ပြောတိချက် okay တေ okay မကြည့်တလို့လောက်ကြတယ်ဒီကိုသွားလဲပြီးလဲပြီးရောဒီကိုသွားပြီးလို့ရှင်ဒီအောင်ကလပ်လောက်ပြီးလို့ရှင်ဒါကိုစိတ်လဲပြီးရော next ကိုသွားမယ်ပြီးလို့ရှင်သူ့ကိုဖြတ်လိုက်ပြီးလို့ရှင် hashtag ထဲဒီဟာကိုထဲပြီးလို့ရှင်နောက်တစ်ခုဒါကိုထဲပြီးလို့ရှင်သူ post လုပ်လိုက် okay เนาะအဲ့လိုမျိုးသွားတာokay သွားပြီ okay ဒီချက်ပြောသဘောပေါက်လားအဟွာကွာလွယ်လိုက်တာပေါ့နော်လွယ်လိုက်တာအဲ့လောက်လွယ်နေမှတော့လူတွေဘယ်လိုဒုက္ခရောက်တော့မှလဲအဲ့လောက်လွယ်နေမှတော့လူတွေကပေါ့နော်ဟိုဆင်းရဲတဲ့သူဘယ်ရှိတော့မလဲနော်အဲ့လိုမျိုးတွေလာကြလိမ့်မယ်သိလား comment တွေလာကြလိမ့်မယ်ဒီချက်အဲ့တော့တက်တည်အနေနဲ့တင်ပေးလိုက်မယ်ပေါ့နော်သိရမလားအဲ့လောက်လွယ်နေမှတော့ပေါ့နော်ဒီဘက်ကလေတစ်ခုလေးလိုတာသိလားတစ်ခုလေးလိုတာဆိုတာလေဒါလေးကိုအမကခဏလေးနော်ဒါလေးကိုဒီမှာလေဒီမှာ something လေ2 layer ထပ်ခန့်လိုက်တစ်ခုဒါမျိုးလေးသမီးရဲ့ no ဒါမျိုးနှစ်ခုသွားယူလိုက်လေ okay နော်တဘောပါလားတဘောပါအဲ့လိုမျိုးပြောတယ်ဆိုလို့ရှိရင်လူတွေအနေနဲ့ကအမေလူတွေအနေနဲ့ရတယ်ဟုတ်ကဲ့ငါတို့ကနတ်တီပြေကုန်ဒါကြောင့်မလို့လေဒီချက်ကလေဟိုပါပေါ့နော်အထက်ကစိတ်ဆွမ်းအားကွာသိတယ်မလားကိုကဒီနေ့ငွေဝင်မယ်လို့ထင်ငွေဝင်တယ်ဒီနေ့စိတ်ချမ်းသာမယ်လို့ထင်တယ်ဆိုလို့ရှိရင်လည်းစိတ်ချမ်းသာတယ်ကွာကိုယ့်ရဲ့စိတ်ဆွမ်းအားကအရန်ကြီးတယ်ဆိုတာသူတို့ကမသိကြဘူးဒါကြောင့်ဒီချက်လေဟို TikTok မှာဆိုလို့ရှိရင်လည်းတိတ်ပြီးတော့ဟိုဗီဒီယိုတွေဖြတ်ပြီးတော့မတင်ချင်တာသိလားဗီဒီယိုတွေဖြတ်ပြီးတော့မတင်ချင်တာဟုတ်တယ်သမီးအပေါ်သူအဖုံးလာပေးမယ်ပြီးလို့ရှိရင်သူ့ကိုဒီဘောကဒီလိုလေးတင်ပါ
သိလားအဲ့လိုမျိုးကွာသိလားအဲ့တော့ဒီချတို့ကကိုကချမ်းသာမယ်လို့ယုံကြည်တဲ့သူကပဲချမ်းသာတယ်ဒါကြောင့်အတိတ်ပဲလေးနားလေအောင်သိရမလားဒီချက်ကပညာဒါန live တွေကိုစီးရီးလိုက်ကြည့်ခိုင်းတာပညာဒါန live တွေကိုစီးရီးလိုက်ကြည့်ခိုင်းတာ18ချက်21ကိုလှုပ်ကြည့်နော်လှုပ်ကြည့်ခိုင်းတာ9လပိုင်းကုန်နဲ့6လပိုင်း1ရက်နေ့ကြာရင်တဲ့ဘတ်3သိန်းရပါပြီတစ်ရှယ်ရှင်းโอเคအဲ့တော့နောက်တစ်ခုကရှိသေးတယ်ပေါ့နော်ငါဒီထီးပေါက်မှာချမ်းသာမှာငါဒီထီးပေါက်မှာချမ်းသာမှာလို့တွေးထားတဲ့သူတွေကလေတခြားကနေဝင်လာမဲ့ပတ်စံတွေကိုပိတ်လိုက်တာ ਨੇ အတူတူပဲเนาะအဲ့ဒါလေးတစ်ချက်ကဒီမှာသတိပေးခြင်း ਨੇ โอเคเนาะသဘောပေါက်လားဒီချက်ပြောပါလေမိုးလင်းကနေမိုးချုပ်ဒီချက်တို့ကနောက်ကနေလေသမီးခဏလေးเนาะခဏလေးเนาะအဲ့လိုလေအရှင်းနည်းနည်းတူပြီခဏလေးနော်ချက်တယ်အဲ့တော့ကိုကလေငါကန်ကောင်းတယ်ငါကန်ကောင်းတယ်ငါကန်ကောင်းတယ်လို့မြများတွေးတဲ့သူကပဲကန်ကောင်းတာဟာငါကန်ဆိုးလိုက်တာသိရမလားဒီချက်ပါသဘောပေါက်လားငါကန်ကောင်းတယ်ငါကန်ကောင်းတယ်လို့မြများတွေးတဲ့သူကပဲကန်ကောင်းတာကွာဟာငါကန်ဆိုးလိုက်တာငါအချစ်မခံရဘူးငါအမြဲတမ်းချစ်သူကဆိုလို့ရှိရင်လေအတန်ဘေးကအတန်နေလေအတန်စူညမ်းတာကြာလားဒီချက်အတန်ကြာလားတစ်ချက်တန်ကြာလား Oh my god အဲ့တော့ငါကန်ကောင်းတယ်ငါကန်ကောင်းတယ်ငါကန်ကောင်းတယ်ပေါ့နော်အဲ့လိုမျိုးကိုပေါ့နော်များတွေးတဲ့သူကပဲဒီချက်တို့ကကန်ကောင်းခြင်းတွေကိုရရှိတာဖြစ်တယ်နော်ကန်ကောင်းခြင်းတွေကိုရရှိတာဖြစ်တယ်အဲ့တော့လူတိုင်းမှာပြဿနာဖြစ်တယ်ဆိုတဲ့အရာကိုသိရမယ်လူတိုင်းမှာပြဿနာရှိတယ်လူတိုင်းမှာပြဿနာဖြစ်တယ်ကိုတယောက်တည်းမှာထူခြားပြီးတော့ကွဲထွက်ပြီးတော့သိရမလားအခြေရေးလူမှုရေးစီးပွားရေးတွေကဖြစ်နေတာမဟုတ်လူတိုင်းမှာဖြစ်တယ်ပေါ့နော်အဲ့ဒီချက်တို့ကပြဿနာတွေကြုံလာတဲ့အခါတိုင်းမှာဘယ်လိုမျိုးလေးစိတ်ထားရမလဲဆိုလို့ရှိရင်အရာတိုင်းကပေါ့နော်ဆိုအဆင်ပြေသွားမှာပါပြီးလို့ရှိရင်အခုလိုမျိုးပြဿနာတွေကြုံနေရတဲ့အရာကငါအတွက်ပိုကောင်းတဲ့ပတ်ဝန်းကျင်တစ်ခုကိုရောက်ရှိဖို့အတွက်တွန်းပို့ခြင်းခံနေရတာပိုကောင်းတဲ့ဘဝတစ်ခုကိုရရှိဖို့အတွက်ငါ့ကိုသင်ယူဖို့အတွက်လှုပ်ဆောင်နေရတာဆိုပြီးတော့ဒီချက်တို့ကစိတ်လေးကိုထားတက်လိုက်တယ်ဆိုလို့ရှိရင်စင်းရဲတဲ့ဘဝကနေကြွယ်ဝချမ်းသာတဲ့ဘဝကိုရရှိမှာဖြစ်တယ်ဒါကြောင့်ဒီချက်တို့ရဲ့စိတ်နေစိတ်ထားကအရန်ကိုမှအရေးကြီးတယ်ဟုတ်ပြီနော်ဒီချက်ပြောတာသဘောပေါက်လားမသိကိုယ့်ရဲ့စိတ်နေစိတ်ထားကအရန်ကိုမှအရေးကြီးရယ်ဟုတ်တယ်နော်လူတိုင်းမှာပြဿနာရှိရယ်အချီရေးလူမှုရေးစီးပွားရေးပြဿနာမရှိတဲ့သူဆိုတာမရှိဘူးဒီချက်ပြောဟုတ်မဟုတ်ဒီထက်မှဝင်ကြည့်နေတဲ့သူတွေအားလုံးမှာအချီရေးပြဿနာရှိရယ်အချစ်မခံရတဲ့ပြဿနာရှိရယ်မိသားစုတွေကကိုယ့်အပေါ်မတိတတ်တဲ့ပြဿနာရှိရယ်ဟုတ်တယ်မလားအလုပ်ထဲမှာအဆင်မပြေတဲ့ပြဿနာရှိရယ်ဒီချက်ပြောဟုတ်မဟုတ်အခုဒီချက်ပြောနေတဲ့ပြဿနာကိုတယောက်ထဲမှာခွဲပြီးတော့ကိုတယောက်ထဲမှာထူပြီးဖြစ်နေတာလားကိုတယောက်ထဲမှာထူပြီးတော့ဖြစ်နေတာမဟုတ်ဘူးချစ်ဆုံးလေးတို့ရေးလာပြီးငါတယောက်ထဲမှာထူပြီးတော့ဖြစ်နေတာမဟုတ်ဘူးရေးမယ်ချစ်ဆုံးတို့ရေးမယ်သဘောပေါက်ရမယ်ငါတယောက်ထဲမှာထူပြီးတော့ဖြစ်နေတာမဟုတ်ဘူးဟုတ်တယ်နော်ငါတယောက်ထဲမှာအဲ့တော့ဖြစ်လာတဲ့ပြဿနာတိုင်းကိုပေါ့နော်အဆင်ပြေသွားမှာပေါ့အဆင်ပြေသွားမှာအဆင်ပြေသွားမှာအဆင်ပြေသွားမှာအဲ့တော့ကိုယ်စိတ်ဒီယုံကြည်ဖို့လိုတယ်စိတ်ဆွမ်းအားကြီးဖို့လိုတယ်ဒီချိန်ကြီးအဲ့လိုမျိုးကောင်းတဲ့အရာတွေကိုယုံကြည်ခြင်းနဲ့စိတ်ဆွမ်းအားတွေကြီးခြင်းနဲ့ဘာလို့ကောင်းလဲ18ချက်24ရက်လောက်တိချက်ပညာဒါနလိုက်တွေများကြီးဟောတိုထိုင်နေရင်ကိုကနောက်ထပ်လူတစ်ယောက်ဖြစ်ပြောင်းသွားလိမ့်မယ်
အဲ့တော့အချီငါတယောက်တည်းထူပြီးဖြစ်နေတာမဟုတ်ဘူးချစ်သူနဲ့အစင်မပြေတာအသေးကွဲတာအပြစ်ခံသွားရတာအချစ်မခံရတာဦးစားပေးမခံရတာကိုယ်ဖုန်းမခေါ်တာကိုယ်ပြစ်ထားတာအများကြီးကွာအချီရမှာဟုတ်တယ်မလားโอเคနော်အဲ့တော့အချီပြဿနာအိမ်တော်ကြီးပြဿနာတွေဆိုတာဒီလိုပဲဟုတ်တယ်မလား online ပေါ်မှာတော့ဒါတယောက်နဲ့တယောက်အိုးတဲလေးစားပါချစ်လေးစားပါခွန့်ပြကိုရမှာအဲ့လိုမှမဟုတ်တာအချီမှာအိမ်တော်ကြီးမှာလည်းအစင်ပြေအောင်ပဲနေကြရတာတယောက်နဲ့တယောက်သီးခံပြီးတော့ပဲနေကြရတာတယောက်နဲ့တယောက်အလျှော်ပေးပြီးတော့ပဲနေကြရတာတယောက်နဲ့တယောက်နားလဲပေးပြီးတော့ပဲနေကြရတာโอเคမိသားစုတွေမောင်နှမတွေအမြဲတမ်းမိုးလေးကနေမိုးချုပ်တက်နေတယ်မောင်နှမရှိလို့လားမရှိဘူးဟုတ်တယ်မလားအဲ့တော့စီးပွားရေးတွေဆိုလဲမိုးရောက်လို့ရှိရင်လည်းတခါလေးဝဲသူမလာဘူးဟုတ်တယ်မလားလမ်းတွေမကောင်းဘူးဆိုလို့ရှိရင်လည်းပစ္စည်းတွေပို့ရတာအဆင်မပြေဖြစ်တယ်ဟောကုန်စည်နှုန်းတွေတက်သွားပြန်ပြီကိုတယောက်တည်းထူပြီးဖြစ်နေတာလားမဟုတ်ဘူးဒါပေမဲ့တီချာတို့ကရွေးစရာနှီးလန်းရှိရနှစ်မျိုးရှိရအရှုံးပေးလိုက်မှာလားကိုကနီလန်းရှာပြီးတော့ဖောက်ထွက်မှာလားဟဲမိုးတွေရွာလိုက်ပြီမိုးတွေရွာလိုက်တာစိတ်ညစ်လိုက်တာမိုးတွေရွာလိုက်တာစိတ်ညစ်လိုက်တာလမ်းတွေပြစ်တယ်ပစ္စည်းပို့မရဘူးဟဲငါတို့ရွာဈေးရောက်မကောင်းဘူးဆိုတာတဲ့โอเคမိုးရွာလဲငါမိုးရွာလဲအပြင်မှာတော့ဆိုင်ထွက်လို့မရဘူးငါ online ပေါ်ကနေကြော်ညာတင်မယ်ရတယ်လေโอเคလမ်းတွေမကောင်းโอเคပြီးရင်ကောင်းမှာပေါ့ပို့လို့ရတဲ့နေရာပို့မယ်လေဟောရွာမှာဈေးရောက်မကောင်းโอเคငါရန်ကုန်ကိုပြောင်းတင်မှာပေါ့မပြောင်းချင်ဘူးရပါတော့ပါလားဒီချက်ပညာဒါန live တွေကိုစီးရီးလိုက်တာနားထောင်လိုက်ချမ်းသာတယ်အဲ့လိုပဲပြောလိုက်တော့မယ်နားထောင်ပါလားပြောနားထောင်ပါလားဇော့လူဇော့ဆရာမဇော့ရအောင်ဆရာမလေးဒီဆရာမနဲ့တွေ့လို့မှမချမ်းသာရှင်တို့ချမ်းသာတော့အဲ့လိုပဲပြောတော့ဒီချက်လေးငငယ်တွေကလေအဲ့ပေါ်စာတင်တဲ့နေရာမှာနည်းနည်းလောဘကြီးကိုတင်တက်မှကြိုက်တယ်သိလားကလေးတွေဆိုလားအဲ့လိုမျိုးကိုတင်ငငယ်တွေကတက်မှကြိုက်တာမရဘူးမရအောင်ကိုမတက်အောင်ကိုအချိန်ကိုခေါ်ပြီးတော့တင်ထားတာကလေးတွေကလည်းနောက်တော့ဘာဖြစ်လဲအိမ်ကကိုပြန်ကျင်တော့မနေ့ပြန်တော့ကလည်းတီချာလေးတင်တန်းသွားအောင်မှာမလို့ပါနော်တီချာအပြင်သွားအောင်မှာမလို့ပါနော်ပြန်ကြနော်မိမိတို့မနေ့ဖန်ကြလို့ရှင်10နာရီမြပြန်လာကြနော်အဲ့လိုမျိုးတီချာနဲ့တင်ပြီးတီချာအိမ်ကမပြန်ကျင်ကြတော့ငငယ်တွေကအဲ့ပြဿနာရှိရဲဒါကြောင့်မရှင်တို့လည်းအိမ်မခေါ်တာအိမ်ခေါ်ရင်ပြန်ကျင်မှာမဟုတ်တော့တဝဝတဟဟနဲ့သိတယ်မလားဟုတ်လို့စပင်းခေါင်းလျှော်ဆိုင်သွားရင်လည်းခေါင်းလျှော်ဆိုင်မှာတဝဝတဟဟဒီချက်အဲ့လိုနေကိုသွားလို့ရှိရင်လည်းနေဒီမှာတဝဝတဟဟနဲ့ကျမအင်မတန်တည်ငြိမ်အောင်ရင့်ကျက်အောင်ကျမနေရတာတကယ်ဒီချက်ကယောက်ျားလေးတိုက်တာအဲ့လိုဟိုပါပေါ့နော် live တွေပါနေမှာဆိုဒီချက်တစ်ခါလေး main clip ဆက်ဆန်နေဝတ်ထားမလားအဲ့ဒါဒီချက် real type မဟုတ်ဘူးကွာဒီလားအဓိက real type ကဒီလိုမျိုးအဲ့လို t-shirt နဲ့ဘောင်းမီနဲ့ဒီချက် type အမှန် okay နော်ယောက်ျားလေးလိုမျိုးကားကနေနော်ပြစ်ထိုင်လိုက်တာပဲသူများတွေလို main ကလေးတွေလိုယဉ်ကျေးမဖုံးပေးမှမရှိဖုံးပေးခြင်းပေးမပေးခြင်းနေအဲ့လိုမျိုးချတာလေလားအဲ့လိုမျိုးသွားတာ freedom ပေါ့နော်အဲ့လိုလူတိုင်းမှာပြဿနာရှိရဲလူတိုင်းမှာအခြေပြဿနာရှိရဲလူတိုင်းမှာစီးပွားရေးပြဿနာရှိရဲလူတိုင်းမှာလူရေးပြဿနာရှိရဲလူတိုင်းမှာအလုပ်ထက်မှာပြဿနာရှိရဲလူတိုင်းမှာမိသားစုပြဿနာရှိရဲအဲ့ဒါဖြစ်တဲ့အတွက်ငါတယောက်တည်းထူပြီးဖြစ်နေတာမဟုတ်ဘူးโอเคနော်ငါတယောက်တည်းထူပြီးဖြစ်နေတာမဟုတ်ဘူးโอเคအဆင်ပြေသွားမှာပါဒီလိုဖြစ်လာတဲ့အခက်အခဲတွေအားလုံးကလေငါပိုကောင်းဖို့ဖြစ်လာတာခင်နော်ငါ့ကိုပိုကောင်းတဲ့ version တစ်ယောက်ဖြစ်ဖို့အတွက်ဖြစ်လာတာဟုတ်တယ်မလားချစ်ဆုံးတို့စဉ်းစားကြည့်လေချစ်ဆုံးတို့တချို့လူလိန်ခံရတယ်အကေသိန်းတချို့တို့လည်းအလိန်ခံဘူးတာပဲ9သိန်း10သိန်းလောက်တုန်းက9သိန်း10သိန်းတော့မဟုတ်28သိန်း9000လား28သိန်းကျော်အလိန်ခံရဘူးတဲ့နောက်ထပ်လည်းရှိသေးရပေါ့နော်ပြောအဲ့တော့ okay အဲ့ဒီအချိန်ကငငယ်ပထမဦးဆုံးအလိန်ခံရတာ3သိန်းနော်3သိန်းအလိန်ခံရတာပေါ့နော်အလိန်ခံရမယ်နဲ့ပြန်ရတယ်အဲ့တော့တငယ်ချင်းအရင်ကလိန်နေဟိုပေါ့နော်တခြားကိုယ့်ရဲ့အရန်ခင်ကတိတဲ့ခင်တဲ့သူတွေကလိန်နေနော်ဒစိမ့်ကလာလိန်လို့မရဘူးလေအဲ့တော့ကိုယ့်တငယ်ချင်းတွေမှာလည်းကောင်းတဲ့တငယ်ချင်းတွေအများကြီးပါကောင်းတဲ့တငယ်ချင်းတွေတိချက်မှာထောင်နဲ့တောင်းနဲ့ချီပြီးတော့ရှိတယ်အဲ့ဒီထက်မှာလည်းစုံပြူးလေးတွေပါလာတာပေါ့သိရမလားအလိန်ခံရတာโอเคအဲ့ဒီတော့ကအလိန်ခံရတာဘာဖြစ်လဲဒီချိန်မှာအားမနာတတ်တော့ကိုလာချိလို့ရှင်ပေးစရာရှိလို့ရှင်ကိုကပေးလိုက်တယ်အပြက်ရော့ဒါမဲ့တခြားဟာနဲ့တော့လာပြီးတော့ညာလို့မရတော့သိရမလားအဲ့လိုဖြစ်သွားတာအဲ့တော့โอเคကို3သိန်း2သိန်းတော့အလိန်ခံရခြင်းဒီကိုသိန်း1000ရှိတဲ့အချိန်မှာအလိန်မခံရတော့ဝါစီးကောင်းတဲ့ဘက်ကတွေးမယ်ဟုတ်တယ်မလားကောင်းတဲ့ဘက်ကတွေးမယ်ပေါ့နော်အဲ့တော့ပြဿနာတွေကြုံလာတဲ့အခါမှာကိုတယောက်တည်းထူးပြီးဒုက္ခရောက်တာမဟုတ်အချိန်တန်လို့ရှိရင်အဆင်ပြေသွားမှာပါအရာရာတိုင်းကငါပိုကောင်းမှုအတွက်ဖြစ်လာတာပါခြိုက်နော်โอเคအဆင်ပြေသွားမှာပါစိတ်ကိုလျှော့
ဘောပေါက်လားဒီထိသဘောပေါက်လားနောက်တစ်ခုထပ်ပြောမယ်နောက်တစ်ခုကဘာလဲဆိုလို့ရှင်ကိုကလေအရန်ပျော်ရမယ်ဘယ်လိုမျိုးအရန်ပျော်ရမလဲဆိုဒီချိန်မှာငါမှဝင်ငွေလမ်းကြောင်းနေအများကြီးရှိတယ်အဲ့လိုပျော်ရမယ်သိလားဒီအယူဒီ channel နေတော့အယူလေးလို့ဖြစ်နေမှာပဲဒီဆက်မယူနေပြီလားပေါ့နော်ဆက်မယူနေပြီလားမသိဘူးနော်ငွေတွေတကယ်ပိုဝင်လာစေဖို့အတွက်ဒီချက်တို့ကပျော်ရမယ်ဘယ်လိုမျိုးပျော်ရမလဲဆိုဝါငါပါပတ်စံဝင်တဲ့လမ်းကြောင်းတွေအများကြီးရှိရယ်အခုတကယ်မရသေးဘူးနော်အခုတကယ်မရသေးဒါပေမဲ့ငါမှပတ်စံဝင်တဲ့လမ်းကြောင်းတွေအများကြီးရှိရယ်အဲ့လိုမျိုးခက်မှတ်မိုက်ကလေးပေါ့နော်ဟာငါအရန်ပျော်တယ်အရန်ကျေးဇူးတင်တယ်တင်လား so it is not reality နော်တကယ်အစစ်မှန်မဟုတ်သေးဘူးသို့တော်ဒီချက်တို့ကဘာလုပ်ကြတာလဲဆိုရင်စစ်ကြော်ရာကြီးတွေကနေပြီးတော့ကိုယ့်စီကိုကောင်းတဲ့အရာတွေဖြစ်လာဖို့အတွက်ကိုကcreate လုပ်ကြတာ teacher ဆိုလို့ရှိရင်လည်း teacher ဘဝလေးက agent နဲ့တာရတယ်ပြည့်စုံတယ်ဒီရဲ့ဘဝလေးကိုရဖို့အတွက် teacher က create လုပ်လာတာ okay အဲ့လိုမျိုး create လုပ်တဲ့အထက်မှာဒါလည်းပါဝါငါမှပတ်ဆောင်ဝင်တဲ့လမ်းတွေအများကြီးရှိရအဲ့ဒါပတ်ဆောင်ပြောရမယ်ဒီကျတော့ကပျော်လေးတက်ကြွလေးခွန်အားတွေရလေပြီးလို့ရှိရင်ကျေးဇူးတင်ရမယ်ပေါ့နော်ဒီလိုမျိုးငါပြပြရွှေရွှေနေတတ်ထိုင်တတ်တယ်သိတယ်မလားရှိတာနဲ့စားတတ်တယ်ကွာဒီချက်ဆိုရှိတာနဲ့ထပ်စားတတ်တယ်ရှိကြဝတ်တတ်တယ်တွေးတဲ့သူနဲ့တက်အောင်ပေါင်းတယ်အဆင်ပြေအောင်ပေါ့နော်ဒီချက်တို့ပြပြရွှေရွှေနေတယ်ပေါ့နော်အဲ့လိုမျိုးဒီချက်တို့ကအချိန်တိုင်းကိုကျေးဇူးတင်တယ်ပေါ့နော်သိရမလားဝါငါမှဝင်ငွေလန်းနေအများကြီးပဲအဲ့တော့ဒီချက်ရဲ့ဝင်ငွေလန်းကတော့အဖေရှိရမဟုတ်တွေတောင်းတာပေါ့နော်အဖေမဟုတ်ပေးအောင်အမေမဟုတ်ပေးအောင်အကိုကြီးမဟုတ်ပေးအောင်နော်အဲ့လိုမျိုးနော်ပြစ်မထားအောင်နော်အဲ့လိုမျိုးနော်ချစ်လို့စားတာပါအဲ့တော့ဒီကျတို့အဲ့လိုမျိုးပျော်လေးနေတတ်တာမဲ့ဘိုးကသိလားဝါငါမှဝင်ငွေလမ်းကြောင်းတွေအများကြီးရှိပဲခြိုက်ငါမှဝင်ငွေလမ်းကြောင်းတွေအများကြီးရှိပဲငါပြောဖို့ကောင်းလိုက်တာစဉ်းစားကြည့်မြင်သမျှငါလုပ်လို့ရတယ်ဟုတ်တယ်မလားဒီကျဟိုတာလဲသူလုပ်တာငါအတွက်လမ်းမရှိဘူးဒီတာလဲသူလုပ်တာငါအတွက်လမ်းမရှိဘူးဆိုတာလေဒီကျတို့ဒီဘိုးကမှပြိုင်ပြက်မရှိဘူးသူလဲအောင်မြင်ငါလဲအောင်မြင်နော်သူလဲအောင်မြင်ငါလဲအောင်မြင်ဆိုတဲ့ဘိုးကိုဒီချက်တို့ကတော့ရမယ်ဒီချက်ပါသဘောပေါက်လား jealousy မထားဘူးကွာ okay သူလဲဒီမှာအောင်မြင်နေတယ်ငါလဲအောင်မြင်အောင်လုပ်လို့ရတယ်သူလဲအောင်မြင်ငါလဲအောင်မြင်ဝါငါမှဝင်ငွေလန်းနေအများကြီးရှိရဲ့အဲ့လိုဝါငါမှဝင်ငွေလန်းနေအများကြီးရှိရဲ့ပျော်ဖို့ကောင်းလိုက်တာကျေးဇူးတင်လိုက်တာပျော်ဖို့ကောင်းလိုက်တာကျေးဇူးတင်လိုက်ပါ it's like အယူလေးပေါ့နော်အဲ့တော့အယူမလေးလိုမျိုးပေါ့နော်အဲ့လိုမျိုးဒီချက်တို့ကပေါ့အဲ့လိုမျိုး creation လုပ်လာတဲ့အခါမှာလူကပို့ပြောလာတဲ့ energy တွေပို့ရှိလာတယ်ပြီးလို့ရှိရင်လုံးသမျှစီးပွားရေးတွေကလည်းပို့ပြီးတော့တိုးတက်ပြီးတော့အောင်မြင်လာတယ်အဲ့ဒါကတော့ထူးကြတယ်လုပ်ကြည့်18 channel 7ရဲ့လုပ်ကြည့်ဒီချက်ပညာဒါန live တွေမြန်နားထောင်ကြည့်ဒီချက်အတွေးအခေါ်တွေကိုသိရှိအောင်ပညာဒါန live တွေမြန်နားထောင်ကြည့်အခုပွဲတော်ထဲမှာအခုဒီချက်သင်ကြားပေးထားတဲ့ prosperity regulator ကိုစင်းရဲနေတယ်လို့ထင်တဲ့သူနော်ငါမချမ်းသာနိုင်တော့ဘူးလို့ထင်တဲ့သူအဲ့ဒီ prosperity graduate ကိုလောက်ကြည့်18ချက်21ရက်ကိုလောက်ကြည့်64ရက်အထိထန်လောက်ကြည့်လုံးဝကိုမှကိုဝါစူပါပါဝါနဲ့နော်စိတ်ချမ်းသာပြီးတော့ကြော်ဝါချမ်းသာတဲ့လမ်းကြောင်းတွေအများကြီးပွင့်လာလိမ့်မယ်အဓိကကိုယ့်ရဲ့စိတ်ပဲငါမလုံနိုင်တော့ဘူးဆိုလို့ရှိရင်စိတ်ကြသွားပြီဆိုဘာမှဆွဲခေါ်လို့မရဘူးဒီလို gym ဆော့လို့ရှိရင်လည်းဒီလိုပဲငါမလုံနိုင်တော့ဘူးဆိုသွားပြီနော်အဲ့လိုမျိုးအရာတိုင်းကစိတ်ကအိုးဆောင်တယ်နော်အရာတိုင်းကစိတ်ကအိုးဆောင်တယ်အဲ့ဒါကိုသိဖို့လိုတယ်ဒီချက်ပြောတာသဘောပေါက်လားshit စီရမလို့ကြောက်စီရမလို့ we have to create our own world okay နော်ဒီချက်ပြောတာသဘောပေါက်လားကိုဘဝကိုက create လုပ်ကြမယ်ကိုဘဝကိုက create မလုပ်ရင်သူများ create လုပ်တာခံရလိမ့်မယ်ဒီချက်ပြောတာသဘောပေါက်လားသဘောပေါက်လားသဘောမပေါက်ရင် live ဆင်းလိုက်တော့မယ် comment လေးတွေရေးလာပေးအသေးလေးတွေနှိပ်လာပေးမယ် share ထားပေးမယ်ပြီးရင်ပြန်ကြည့်မယ်စောင်းနဲ့ဘောပင်နဲ့ချရေးမယ်အားချိုးမှန်တက်လုံးမယ်ချက်စုံလေးတို့ကျမနဲ့နေချမ်းသာတယ်တိချက်ရဲ့ energy စက်ကွင်းထဲမှာနေချမ်းသာတယ်ဒါရှင်တို့အကြောင်းမဲ့ရောက်လာတာမဟုတ်ဘူးအကြောင်းမဲ့ရောက်လာတာမဟုတ်ဘူးမယုံလို့ကြည့်တိချက်ပြောတဲ့ဟာတွေမျိုးဝါငါမစံနေအများကြီးရှက်ရဝါငါမဝင်ဝင်လမ်းကြောင်းတွေအများကြီးရှိရဝါငါပစံရှာဟိုလာလည်းငါတော့ဒါလည်း okay so happy so every day ကို awareness မိုးရတယ်ဆိုလဲဝါမိုးရတယ်ဆိုလဲဒီချက်အမေမိုးရတော့ကျမအနှွေးတယ်လေဟိုနေဘူးလို့ရှိရင်အိုက်တယ်လေနော်မိုးရတော့ကျမအမေရှိုးစမိုးလေးနဲ့စောစောဒီချက်ကိုလက်ဆောင်ပေးတဲ့စပန့်ကိုဝတ်ထားတာမိုင်ခဲကလက်ဆောင်ပေးတဲ့စပန့်လေးစောစောဝတ်ထားတာဝတ်ထားပြီးတော့ဒီချက်လိုက်လွင်မယ်ပေါ့လှုပ်ထားလိုက်လွင်လည်းပြီးလည်းမိုးလေးကရွာလာမိုးလေးကလည်းရွာလဲလားဝါးမိုက်တယ်ဗောငါမိမိရေyeah okay it's okay
အဲ့မိုးလေးကရွာလာမိုးလေးကလည်းရွာလာရွာကလေးလည်းခေါ်ရသေးတယ်မိုးလေးကလည်းအဲ့လိုမျိုးကျွန်မအလုပ်တွေရအရှုပ်โอเคနော်မိုးလေးကလည်းရွာလာဝါမိုက်တယ်ဗောငါပေါ်တာလေးဝတ်လို့ရတယ်ဗောအဲ့လိုမျိုးလေးကွာအဲ့ဆိုဒါ DH ဆိုလို့ရှိရင်ဒါကြွားစရာမရှိဘူးเนาะဒီချက်မှာဒီချက်ပြောပြမယ်ဒါဆိုရင်ထိုင်းရလှမ်းပါလားချစ်ဆုံးတို့ပြောချင်တာလေချစ်ဆုံးတို့မြန်မာနိုင်ငံမှာနေလို့ထိုင်းမှာနေလို့မဟုတ်ချစ်ဆုံးတို့ဒီဝဲသူကိုမြင်အောင်လုပ်နိုင်ချမ်းသာတယ်အဲ့တော့ထိုင်းရသူတွေကကျမကိုမြင်အောင်လုပ်နိုင်တာဖြစ်တဲ့အတွက်ဒီ1 set ကိုကျမထိုင်းရနေလှမ်းဝင်လိုက်တယ်ဘောင်းမီနဲ့အင်ဂျင်နဲ့ that's it ဒီချက်ပါတော့လားအဲ့တော့ငါဘာလို့ရောင်းမကောင်းနေတာလဲဆိုရင်ငါကိုဝဲသူတွေမမြင်သေးလို့အဲ့တော့ကိုကဝဲသူတွေမြင်အခုဒီချက်ဒီကြီးဝဲတာဒီချက်မြန်မာနိုင်ငံကနေလှမ်းဝဲတာထိုင်းကိုလှမ်းဝဲတာအော်ထိုင်းရသူကတော့ဒီချက်ကိုမြင်အောင်လုပ်နိုင်တယ်ရှင်းတော့ဘာလို့မြင်အောင်မလုပ်နိုင်တာဟာမြန်မာနိုင်ငံမှာစီးပွားရေးလုပ်လို့မရဘူးအဲ့ဆိုကိုရီးယား cosmetic တွေမြန်မာလူတွေအားပေးနေတာအများကြီးအမလေးကိုရီးယားအစ်စ်မှာလိမ့်ချင်တာထိုင်းအစ်စ်မှာလိမ့်ချင်တာဟုတ်မဟုတ်အဲ့မဟုတ်ဘူးပတ်စံရှာလို့မရဘူးပတ်စံရှာလို့မရဘူးတစ်ချိန်လုံးကိုကဒါပဲရှော့နေတာဒါကိုပဲအမှန်ဒါကိုပဲတက်တည်ပြချင်တာဟုတ်ပါမဟုတ်ဒီချက်ပါဟုတ်မဟုတ်ချစ်ဆုံးလို့ပြောလာပြီအဲ့ဒီခက်ခဲတယ်ဆိုတဲ့ဘဝကြီးကိုပဲတက်တည်ပြချင်တာလေခက်ခဲတယ်ဆိုတဲ့ဘဝကြီးကိုပဲတက်တည်ပြချင်တာလေမရအောင်မလောက်ကြအောင်နော်မလောက်ကြအောင်ပြောင်းရမယ်နော်ပြောင်းပါလားဒီချက်ပညာဌာနလိုက်လေးတွေကြည့်ပြီးတော့ချစ်ဆုံးလေးတို့ပြောင်းပါလားချစ်ဆုံးလေးတို့ရဲ့စိတ်ကစွမ်းအားအကြီးဆုံးအခုပြောနေတဲ့အချိန်မှာပဲ350ဝင်လာပါပြီတဲ့ ASN fan နေချာ okay 350ပြက်နေရွှိ okay ရလာ guy တီချာတို့ကလေစိတ်ကလေးကအေးချမ်းနေတယ်စိတ်ကလေးကတည်ငြိမ်နေတယ်ဆိုအရာကိုဖန်ဆင်းလို့လွယ်တယ်ရေးလာပေးမယ်ချူဆုံးလေးတို့ရေးလာပေးမယ်ကျမနဲ့နေတော့ကလေးလေးတွေလိုနေရမှာနော်ကျမချူဆုံးလေးတို့ရေးလာပေးမယ်အဲ့တော့ teacher နဲ့နေရင်တော့ဟိုပကသနာလည်းရှိမှာမဟုတ်ပြီးလို့ရှိရင်ဟိုဆရာမကြီးလို့ဆက်ဆံရမှာလည်းမဟုတ်နော်ကျမကလေးလေးတွေလိုမျိုးနော်ကျမလည်းကလေးလေးတွေလိုနေရတယ်ကြိုက်တယ်ရှင်တို့ကလည်းကလေးလေးတွေပေါ့နော်အဲ့လိုကဲချစ်ဆုံးလေးတို့ရေးလာပေးမယ်အဲ့ချစ်ဆုံးလေးတို့ရေးလာပေးမယ်အဲ့တော့ကိုကစိတ်တည်ငြိမ်နေမှာကိုကအခု teacher ကိုကြည့်နော်အဲ့လိုအရာတိုင်းပေါ့ပါလေးပဲအဲ့တော့ကိုကစိတ်တည်ငြိမ်နေမှာကိုကစိတ်တည်အေးချမ်းနေမှာကွာ teacher တို့ဂျင်းစော့တယ်ဆိုလို့ရင်အောက်ပိုင်းစော့လို့ရင်အရင်ပေးပါသိလားအဲ့ teacher ဆို trainer ဈေးစော့တလားမလို့ဆရာမရတော့တစ်ချင်းကိုလေအသက်ရှူအရန်ချက်တာပင်မန်းတာသိရမလားဒါမဲ့ဘာဖြစ်လဲဆိုတော့ကိုကလှလဲနည်းနည်းပပလဲလှချင်တယ်ပေါ့နော်လှလဲချင်တယ်ကျက်မကြီးလဲကောင်းချင်တယ်ဆိုတော့ကြိုးစားအမစိတ်ကိုလေဝင်လေထွက်လေလေးကိုရှူမယ်okay စိတ်ထဲမှာအားသွင်းလိုက်တယ်okay ငါကျဲမှာဖြစ်မယ်ငါလှမှာဖြစ်မယ်သိရမလားသူများဗီဒီယိုတွေကြည့်နေတော့ဟုတ်သိရမလားသူများတွေဟိုဂျင်းစော့တဲ့ဗီဒီယိုတွေသူများတွေ motivation လုပ်တဲ့ဗီဒီယိုတွေဆိုကိုကချစ်ချင်းမဲ့ထဆောချင်တာဒါပေမဲ့ကိုတကယ်လဲဆော့အောက်ပိုင်းထိုင်တော့အောက်ပိုင်းဒါတီချာလဲအစစ်အမှန်ဖြစ်တာအောက်ပိုင်းထိုင်နေနေဆိုလို့ရှိရင်ဈေးအရန်စစ်တာဒီဆရာအဲ့လိုမျိုးလေမရတော့ဘူးနော်မရဆရာအချိန်20ပြည့်အောင်ဆော့ရမယ်ဘယ်နှခေါက်ဆော့ရမလဲ okay အဲ့ဆိုလို့ရှိရင်အသက်ကိုတွားရှူသွင်းလိုက်ရှူထုတ်လိုက်တယ်okay ငါအောင်မြင်မှဖြစ်မယ်ငါလှပမှဖြစ်မယ်ငါကျမ်းမှဖြစ်မယ် okay တစ်ချက်ချင်းစိတ်ကလေးကိုရှော့ပြီးတော့တည်တာအဲ့လိုမျိုးလေအဲ့တော့ teacher တို့ကတခုပေါ့နော်အစင်မပြေဖြစ်လာတယ်ဖြေအောင်လေတဲ့ရင်ဘတ်ထဲကတဲ့ okay ဖြေအောင်လေဆိုတာ comment လေးမမြင်လိုက်လို့နော် comment လေးပြန်ရေးလာပြီးဖြည့်ပေးမယ်အဲ့တော့teacher တို့ကပေါ့နော်အဲ့လိုမျိုးတခုကိုစိတ်မကျေနပ်တဲ့အခါမှာတခုကိုစိတ်အလိုမကျလို့ရှိရင်လေလူကပို့ပြီးတော့စိတ်ပင်ပန်းတယ်သိလားလူဟာပို့ပြီးတော့စိတ်ပင်ပန်းတယ်ဒါပေမဲ့ teacher တို့ကလေပျော်ရွှင်လေးနဲ့အေးချမ်းလေးနဲ့စိတ်ကိုတီငြိမ်လေးနဲ့သွားလို့ရှိရင်လေအခက်ခဲတွေအကုန်လုံးကဖြတ်တန်းနိုင်တယ်နော်အဲ့တော့ဆော့ comment လေးရလေချစ်ဆုံးလေးမမြင်လိုက်လို့တချို့ပြန်ရေးလာပေးအောင်ဖြည့်ပေးအောင်လေတဲ့နော်အဲ့တော့ကုဖြည့်လိုက်ကြအောင်လေချစ်ဆုံးလေးတို့ရသိလို့ရှိရင်ကုဖြည့်ပေးအောင်နော်ဒီထက်မှမိသားစုဝင်အသက်တွေပါလာတယ်သူတို့ကသိချင်တာလေးတွေရှိတယ် teacher comment လေးမမြင်လိုက်ဘူးဆိုလို့ရှိရင်ဝင်ဖြည့်ပေးလို့ရတယ်teacher နဲ့အတူလိုက်လို့တာတဲ့24နာရီအတွင်းတဲ့တကယ်ငွေဝင်ပါတယ် teacher တဲ့ yes တကယ်ငွေဝင်တယ် teacher ရဲ့ video တွေ teacher ပညာဌာန live တွေဝင်ကြည့်ပညာဌာန live တွေများဝင်ကြည့်ချမ်းသာမယ်
ဘာလိုက်လဲပြမသိလို့ပါအော်ဘာလိုက်လဲပြမသိလို့ပါတဲ့โอเคတီချာဒီစိတ်ချမ်းသာပြီးတော့ကြော်ဝါချမ်းသာတဲ့တတိပေါင်းများစွာကိုမွေးထုတ်ထားတော့ဆရာမဖြစ်ပါတယ်လို့เนาะအဲ့တော့တီချာမှာဆိုလို့ရှိရင်ပညာဒါန live တွေအများကြီးရှိတယ်အဲ့တော့ live တိုင်းဒီချစ်ဆုံးလေးတို့ရဲ့စိတ်ကိုပြောင်းလဲသွားအောင်เนาะစီးရဲနေတဲ့ဘဝကနေကြော်ဝါချမ်းသာတဲ့ဘဝကိုရရှိအောင်ဘယ်လိုမျိုးကိုယ့်ရဲ့မသိတဲ့စက်ကွင်းတွေကိုဘယ်လိုပြောင်းရမယ်ဆိုတာကိုသင်ကြားပေးတဲ့ live တွေပါလို့ဈေးရောက်တဲ့ live မဟုတ်ပါဘူးလို့เนาะသိပါပြီလားငါမောင်ချော်လေးเนาะမောင်ချော်လေးဒါလူသက်သိချင်လို့သူတအားသိချင်လို့တီချာသဘောပေါက်တယ်เนาะတအားသိချင်လို့မေးတာကဲခုဖြေကြပါဦးမိသားစုဝင်တွေရဲ့တီချာရဲ့ like ကလေးတွေကဘာဖြစ်စေတာလဲဆိုရင်နားထောင်တဲ့သူတွေကိုစိတ်ချမ်းသာပြီးတော့ကြွယ်ဝချမ်းသာတဲ့ဘဝတွေကိုရရှိအောင်လှုပ်ဆောင်ပေးတာပါမောင်ချော်လေးဟုတ်ကဲ့တဲ့ဖြည့်ပေးပါကျေးဇူးပါတဲ့အမလည်းဟိုပါနော်မမြင်လိုက်လို့เนาะဖြည့်ပေးတယ်မမြင်လိုက်တာကွာဒီလားတခါတလေအဲ့လိုကိုကအားရပါရပြောနေမဲ့အောင်မကြည့်မိဘူးမျက်လုံးကကြတော့လေဟိုဒီမှာမျက်မှန်ရှိရမျက်မှန်ကလည်းမတက်ချင်ဘူးကွာဒီအမအကြောင်းလို့16ကိုအရင်မကြည့်ပဲနဲ့တီချာပြောတာเนาะအကြောင်းမလို့ပါတီချာရဲ့ live တွေတိုင်းရကွာစိတ်တွေချမ်းသာစေတယ်ကြွယ်ဝချမ်းသာလာစေတယ်အဲ့တော့တီချာရဲ့ live ကိုကြည့်လိုက်တဲ့အခါမှာကိုယ့်ရဲ့ဒီတီချာတို့ခန္ဓာကိုယ်တဝိုက်မှာ energy sequence ဆိုတာရှိရအဲ့ဒါတွေကအကုန်လုံးကိုတော်မတီးပြနဲ့ဆွဲငင်ယူနေတာကောင်းတာတွေမကောင်းတာတွေပေါ့နော်အဲ့တော့တီချာကိုယ့်ရဲ့ဘဝတွေကိုကောင်းတာတွေကြွယ်ဝချမ်းသာမှုတွေဆွဲငင်အောင်တီချာကတဖြည်းဖြည်းချင်းနဲ့ခေါ်သွားပေးတာเนาะဒါကြောင့်မလို့တီချာရဲ့ video လေးတွေဝင်ကြည့်ငါမောင် follow ထားเนาะပြီးလို့ရှိရင်ဝင်ကြည့်ကွာနေသူစားလားမင်္ဂလာပါညီမလေးโอเคเนาะဆောတီချာပြောတာလေးမှတ်မိလားတီချာပြောတာလေးမှတ်မိလားငါအရင်ပြောတယ်ငါမောင်ဝင်လန်းချောင်းတွေအများကြီးရှိရယ်စိတ်ကူးရင်လိုက်ထားပါတော့ကွာအရင်ပြောဖို့ကောင်းတယ်အရင်ကျေးဇူးတင်တယ်အဲ့တော့ချဲသမီးဖုန်းကတဲ့ English လို့ပေါ်နေလို့ပါတဲ့မသိလို့ပါတဲ့သူများပတ်စံတဲ့ကိုဘန်ကတ်ထဲဝင်လာရင်တဲ့ money magnet ဖြစ်လာရှင်တဲ့ဟိုလေအဲ့လိုမျိုးကြီးတွေအရင်တွေးစရာမလိုဘူးလားငါအိတ်ထဲဝင်လာတာဘသူပတ်စံအဖေပတ်စံအမေပတ်စံတငယ်ချင်းပတ်စံအဲ့လိုမျိုးတွေမဟုတ်ဘူးကွာတီချာတို့ကအကုန်လုံးကိုကျေးဇူးတရားနဲ့တီချာတို့ကနေတတ်ရမယ်ကိုတငယ်ချင်းကကိုကိုပတ်စံခဏထိန်ခိုင်းနေဆိုတာလေကိုကိုယုံကြည်လို့ကိုအမိဖကိုမောင်နှမတွေကလည်းကိုကိုပတ်စံခဏထိန်ခိုင်းနေဆိုလို့ရှိရင်လည်းကိုကိုယုံကြည်လို့အဲ့လိုမျိုးအဲ့ဒါလည်း money magnet ပဲဒီလားကိုကိုယုံကြည်လာတာပေါ့နော်လူတွေကယုံကြည်လာတာအဲ့ဒါလည်း money magnet ပဲနော်teacher live တွေကြည့်လေငွေဝင်လေပါရှင်တဲ့ဟုတ်တယ် teacher live တွေကြည့်လေငွေဝင်လေထိုင်ဝမ်ကတပည့်ကျုံမင်းယူပါချဲတဲ့ချစ်ဆုံးလေးဝါအိုက်နီလို့ပြောရမှာလားဘယ်လိုပြောရမှာလဲသင်ပေးရောစာရငယ်ရောကိုရီးယားလို့တော့ပြောတတ်တယ် English လို့လဲ I love you ပြောတတ်တယ်ကလားလို့じゃဘယ်လိုပြောရလဲအိန္ဒိယလို့じゃသွန်းစေးပြရကဟဲလားဒီချက်ပြောမှားနေလားပြင်ပေးအောင်ထိုင်ရီမနေနဲ့ထိုင်းကနေကြည့်နေပါတယ်တဲ့အလုံးမရှိပြင်နဲ့စိတ်ချမ်းသာအောင်နေပါတယ်ချစ်ဆုံးလေးအလုံးမရှိရင်ထိုင်းမှာကျတော့ TikTok ကနေပြီးတော့ affiliate တွေဘာတွေရောင်းလို့ရတယ်လေချင်းဝါလေးနေလေအဲ့ဒါကြတော့ကိုကလေပစ္စည်းလေးတွေဝယ်ပြီးတော့သုံးပြီးတော့ဥမာ DH လေးဆိုကွာDH လေးဆိုကိုကဝစ်ပြတယ်ဝစ်ပြပြီးလို့ရှင်ဒီရလို့ namaste ကနှုတ်ဆက်တာโอเคနော်အဲ့တော့နော်ဝစ်ပြတယ်လှတယ်ဆိုလို့ရှိရင်ချင်းဝါလေးမှာနှိပ်လိုက်အဲ့ဒါကြတော့ဒီချေတို့ personal brand ခိုင်ဖို့တော့လိုတယ်ကိုဝစ်သမျှအဝယ်စားကိုအားလုံးက light စိုက်ပြီးတော့ချင်းဝါထဲမှာဝယ်ဖို့ဆိုလို့ရှိရင် तू က millionaire တွေဖြစ်ကြတယ်နော်အဲ့ဒါနဲ့သိလားချစ်ဆုံးလေးတို့သိလားကိုကအလုံးမရှိရထိုင်နေတယ်ဆိုတာတဲ့လေအဲ့လိုမျိုးချင်းဝါလေးနဲ့ဝယ်ခိုင်းတာလေဒါပေမဲ့ကိုကလေ brand ခိုင်တာလေဥမာထားပြီးတော့ teacher ဒါလေးဝက်ပြတယ်ကြိုက်တယ်ဆိုဒါလေးကြိုက်တယ်ဆိုချင်းဝါထဲမှာဝယ်ဆိုအခုနေ teacher အထက်တရာအေးစစ်စစ်ရောင်းလို့ရတယ် teacher ဘက်ကသဘောပေါက်လားအဲ့တော့ကိုက personal brand တွေဆောက်ကောင်းအဲ့တော့ညတော့ day 1 day 2 day 3 teacher တိချတင်ပေးတယ်ပြီးလို့ရှိရင်6လပိုင်းပွဲတော်မှာလဲစီးပွားရေးနဲ့ပတ်သက်ပြီးတော့လဲတင်ပေးအောင်မှာမမြင်ရတဲ့စွမ်းအောင်စီးပွားရေးနဲ့ပတ်သက်ကောပညာဌာနအခုလိုမျိုးပညာဌာန live တွေကလဲတင်ပေးအောင်မှာဒါကြောင့်မလို့ teacher ကို follow ထားပြီးလိုက်တာကြီးချက်ဆုံးလေးတော့မ follow ထားရင်လည်းမ follow နဲ့အဲ့ဒါပဲရှင်းရှင်းပြောမယ်ဒီဆမ်မကိုအမြင်ကတ်တယ်မ follow ချင်ဆိုလဲမ follow နဲ့အထဲမှာဝင်ကြည့်ပြီးချစ်ဆုံးလေးတို့ချမ်းသာတော့မှကျမကိုကျေးဇူးတင်အခုနေကျေးဇူးမတင်နဲ့အခုနေမယုံနဲ့ဒီချက်ပေါ်ရှင်းရှင်းလေးအဲ့တော့ teacher တို့ဒီမိမိလက်ခံနေတော့စိတ်ကအရေးကြီးရယ်ဟုတ်တယ်မလားမိမိလက်ခံနေတော့ငါကောင်ကစင်းရဲမယ်လို့လက်ခံနေစင်းရဲမှာပဲမိမိကိုလက်ခံနေတော့စိတ်
ဒီချက်ပြောတာသဘောပေါက်လားမိမိကိုယ်ကိုလက်ခံနေတော့စိတ်ငါကဆင်းရဲမယ်ငါကဆင်းရဲမဲ့သူငါကဒုက္ခရောက်မဲ့သူဒုက္ခတွေဆိုတာကငါနဲ့ရင်းနှီးတယ်သူတို့ကအမြဲတမ်းငါအမြဲပဲဒုက္ခရောက်နေတာငါအမြဲတမ်းကံမကောင်းနေတာဆိုကိုယ့်ရဲ့မသိစိတ်ထဲအထိစွဲနေတာလေအဲ့လိုမျိုးအစွဲလန်းနဲ့နေတယ်ဆိုလို့ရှိရင်လည်းဖြစ်မှာပဲအဲ့တော့ကိုကအမြဲတမ်းနေစဉ်ကြည့်နေတယ်ဆိုလို့ရှိရင်ပြဿနာဖြစ်တဲ့ live တွေကိုပဲကြည့်တယ်ပြဿနာဖြစ်တဲ့ video တွေပဲကြည့်တယ်ပြဿနာဖြစ်တဲ့သတင်းတွေကိုပဲကြည့်တယ်ကိုယ့်ရဲ့စိတ်ထဲကိုယ့်ရဲ့ဥနှောက်ထဲမှာလည်းအဲ့လိုမျိုးပြဿနာတွေနဲ့ပဲပြည့်နေတယ်โอเคနော်အဲ့တော့ကိုက energy တွေကြခွန်အားတွေကြပြီးတော့ကိုယ့်ရဲ့အောင်မြင်ဖို့အတွက်တိုးတက်ဖို့အတွက်အလုပ်မလုပ်နိုင်တော့အဲ့တော့ဒီနေ့ကစပြီးတော့ကိုကြည့်နေတဲ့ဗီဒီယိုအရန်အရေးကြီးတယ်ကိုနားထောင်နေသောတခြင်းအရန်အရေးကြီးတယ်ကိုပေါင်းသင်းနေသောအပေါင်းအသင်းအရန်အရေးကြီးတယ်သူတို့ပြောနေသောစကားတွေအရန်အရေးကြီးတယ်ဒီချက်ပြောဟုတ်မဟုတ်အဲ့တော့ကိုပတ်ဝန်းကျင်မှာဘယ်လိုစကားတွေပြောနေလဲကိုကရောကိုဘယ်လိုစကားတွေပြောနေလဲငါမလှဘူးငါမတက်ဘူးငါမတော်ဘူးငါအသုံးမကျဘူးပတ်ဝန်းကျင်သားလူတွေကဒီလိုပဲဘလောက်ပဲသူများကောင်းတာလုပ်တယ်အမလေးဘလို့ဖြစ်တာ तू ကဘာဖြစ်တာ तू ကအရင်တော့ကဒီလိုမဟုတ်ပါဘူး तू ကအခုချိန်မှတာဘလို့တွေကြီးကြီးကျယ်ကျယ်တွေဖြစ်နေတယ်အရင်တော့အကောင်မဆင်းရဲတာလေအရင်တော့ကतू ကကြတော့ဟိုတစ်ခုလက်မလေအရင်တော့ကကြတော့အကောင်မအဲ့လိုမဟုတ်ပါဘူးသူတို့မျိုးရိုးကဘလို့ဖြစ်တာအဲ့တော့လူတယောက်တဆင့်အောင်မြင်အောင်စူးစမ်းသွားရင်တောင်မှသွားပြီးတော့ကဲ့ရဲ့နေတဲ့ပတ်ဝန်းကျင်မှာနေနေတာလားကိုပြောနေတဲ့စကားတွေကဘလို့လဲကိုလာပြီးတော့ပြောနေတဲ့စကားလုံးတွေအဲ့လိုလူမျိုးတွေကဘလို့လူမျိုးတွေလဲဒါဆိုလို့ရှိရင်ကိုကပဲအကုန်လုံးကိုလက်ခံနေတာကိုကပဲဖန်တီးနေတာဖြစ်တယ်အဲ့တော့ကိုဖို့တီချာတို့ကြတော့နေ့စဉ်မှာစိတ်အေးချမ်းခြင်းတယ်စိတ်အေးချမ်းနေတာဖြစ်တဲ့အရွယ်တီချာနဲ့ပတ်သက်တော့ပတ်ဝန်းကျင်ဒီအေးအေးချမ်းနေတတ်တော်သူတွေကြီးပဲအဲ့တော့တီချာနဲ့ပတ်သက်တော့ပတ်ဝန်းကျင်ဒီအမြဲတမ်းအေးအေးချမ်းပဲအဲ့တော့ okay နော်အဲ့တော့ teacher တို့ပတ်ဝန်းကျင်မှာကြာလူတယောက်ကိုမြင်လိုက်တာနဲ့နင်ဝလာလိုက်တာနင်ပိန်လိုက်လာတာ teacher တို့ကစကားမပြောတော့ဘူးပေါ့နော်တခြားအကြောင်းအရာလေးတွေမနေ့ကဆိုရင်ညီမလေးတယောက်က तू ကဝရတယ်ဆိုတော့ teacher ကလေဟာညီမလေးဝရလဲလှတယ်ကျမကြီးကောက်အောင်နီးနော်teacher အဲ့လိုလေးစကားပြောလိုက်တယ်အဲ့ခါမှာဟိုဘက်ကလည်းမမရေသမီးကပေါ့နော်အခုဒိုင်းရက်လေးလုံနေတယ်ညနေ9 နာရီနောက်ပိုင်းသမီးဘာမှမစားတော့ဘူးတိလားမမဆိုတော့စီအဲ့တော့သူ့ကိုတီချာဝရတယ်လို့မပြောညီမလေးဝပြီမဲ့လဲလှတယ်ကျမ်းမာရေးတာကယူဆိုင်တီချာပြောတယ်ဒါပေမဲ့ဟိုဘက်ကလည်းမမကြီးသမီးဒိုင်းရက်တွေစားနေတယ်သိလားဘလို့ဖြစ်တာကျမ်းမာရေးကောင်းတယ်အဲ့တော့တီချာတို့ကဟိုသူများရဲ့အားနဲ့ချက်ကိုတီချာတို့ကဘယ်တော့မှမပြောအဲ့တော့တီချာတို့နဲ့ပတ်သက်တော့အတိုင်းဝိုင်းတွေလည်းအဲ့လိုတီချာရဲ့အတိုင်းဝိုင်းကလည်းအဲ့လိုအဲ့ဒါဖြစ်တဲ့အတွက်တီချာဒီနေ့စဉ်စိတ်အေးချမ်းပြီးတော့ကြွယ်ဝချမ်းသာတယ်အချစ်ဆုံးလေးတို့လည်းအဲ့လိုပတ်ဝန်းကျင်ကိုဒီနေ့ရစားပြီးတော့ရွေးချယ်တတ်ရမယ်ကိုကြည့်ရှုနေသောသူတွေကိုနားထောင်နေသောစကားတွေကိုဖတ်နေသောစာတွေကိုပြောနေသောစကားတွေကိုကြည့်နေသောရုပ်ရှင်တွေကိုနားထောင်နေသောသချင်းတွေဂယုစိုက်တော့ဟုတ်ပြီနော်အဲ့တော့ဒီချိန်ကြီးကျွန်တော်ကျမကြော်ဝါချမ်းသာခြင်းနဲ့ကျွန်တော်ကျမကြော်ဝါချမ်းသာခြင်းနဲ့ဘာလို့ရမလဲပညာဖြည့်ပေါ့ပညာရွှေအိုးလူမခိုးတဲ့ရှင်တို့တိုက်ကြီးတွေအချိန်မီပစ္စည်းနိုင်တယ်ရှင်တို့ဆယ်ရက်ကွန်ဒိုပိုင်လဲအထက်100ကွန်ဒိုပိုင်လဲရှင်တို့အချိန်မီပစ္စည်းနိုင်တယ်ဒါပေမဲ့ပညာဆိုတာကဘယ်တော့မှဘယ်နေရာရောက်ဒုက္ခမရဘူးဒီချက်တို့ဒီဘယ်နိုင်ငံရောက်ဒီချက်ဒုက္ခမရဘူးဒီချက်အကုန်အလုပ်လုပ်တတ်တယ်ဘယ်အလုပ်ကမရှစ်လည်းမရှစ်ဘူးမကြောက်လည်းမကြောက်ဘူးအဲ့တော့ပညာရွှေအိုးလူမခိုးပဲလူတွေနဲ့ပေါင်းတတ်တင်းတတ်နေတတ်ထိုင်တတ်တယ်အဲ့တော့ချစ်ဆုံးလေးတို့ချမ်းသာခြင်းပညာကိုသင်ရမယ်ဟုတ်ပြီလားဒီချက်ပြောတာလေးသဘောပေါက်လားချစ်ဆုံးလေးတို့အခုဒီချက်အနှစ်ချုပ်လာမယ်ဒါလေးပြောပြီးရင်ပြီးပြီပညာရွှေအိုးလူမခိုးပဲဟုတ်တယ်နော်ပညာရွှေအိုးလူမခိုးကိုပိုင်နေတယ်โอเคဆက်တက်ဟိုတယ်ကြီးပိုင်တယ်ဆက်တက်အထက်100ကွန်ဒိုကြီးပိုင်တယ်โอเคရွှေငွေတွေပိုင်တယ်ချဲလိုက်ကြည့်ပြီးတဲ့ဘာပြောတာလဲချဲလိုက်ကြည့်ပြီးနေ့ရက်ကြာအကောင့်တုနဲ့ငွေချီးပြီးမရလို့အကောင့်မှာတင်ထားတယ်ပုံ access account ဖွင့်ပြီးတော့နာမည်ဖြတ်ခံရတာနာမည်ဖြတ်ခံရတာโอเคချစ်ဆုံးလေးအဲ့ဒါတွေကကြတော့လေတီချာဟိုကူညီသွားမယ်ပေါ့နော်ချစ်ဆုံးလေးတို့နာမည်ဖြတ်ခံရတာမျိုးတွေဘာတွေအဲ့လိုမျိုးတွေလေကူညီသွားမယ်စိတ်ဓာတ်တွေမကြအောင်စိတ်တွေမစင်းရအောင်အဲ့တော့တီချာကို follow ထားပြီးတော့တီချာ account လေးကို
လူမဲမဲသမီးလေးပါမချမ်းမှုချဲတဲ့အော်ချစ်ဆုံးလေးအဲ့ဒါကြတော့လေမေတ္တာလေးပို့ပေးပါသစ္စာလေးဆိုပေးပါချစ်ဆုံးလေးနော်ကံငယ်နေလို့ဖြစ်တာနော်မေတ္တာလေးပို့ရမယ်သစ္စာလေးဆိုရမယ်နော်သစ္စာဆိုရမယ်မှန်တဲ့အရာလေးကိုသစ္စာဆိုရမယ်ချစ်ဆုံးလေးအားမငယ်ပါနဲ့စိတ်တက်မကြပါနဲ့နော်ချစ်ဆုံးအဲ့တော့တိချက်ပညာဌာန live လေးတွေများယူပါအခုကိုဟိုနာမည်ဖြစ်ခံထားရတယ်ဆိုလို့ရှိရင်နော်ရေ9ခွက်ကိုဖျားမှာကတ်မယ်ပြီးလို့ရှိရင်တေချာ9ပါးတီလာကိုစောက်တည်မယ်တေချာလေးရှစ်ခိုးမယ်မေတ္တာပို့မယ်ဝတ်ကြွေးတွေရှိကလည်းခြေပါစေဆိုပြီးတော့ဆုတောင်းမယ်မေတ္တာပို့ပြီးမယ်သစ္စာဆိုပြီးမယ်အဲ့ဒါလေးကို9ရက်လောက်လုပ်လိုက်နော်ချစ်ဆုံးလေးအညံ့လေးပျောက်သွားလိမ့်မယ်နော်ပြီးရင်အလှလေးတစ်ခုခုပြုတ်ပေးokay ပါနော်ညီမလေးဘာမှမစိုးရင်လည်းမကြောက်နဲ့နော်အဲ့တော့ဒီချက်ပညာဒါနလိုက်ကလေးတွေမြင်များလာကြည့်စိတ်အားမငယ်နဲ့နော်တမီဖြစ်တတ်တယ်ဘဝတစ်ခုမှာအဲ့လိုမျိုးဖြစ်တတ်တယ်နော် okay နော်ချစ်ဆုံး fighting နော်အားမငယ်နဲ့ချစ်ဆုံးလေး okay နော်အမငယ်မနဲ့အမငယ်နဲ့နာမည်ဖြစ်ခံရတာတို့ဘာတို့ဆိုတာလေဖြစ်တတ်ပါတယ်ချစ်ဆုံးလေးနော်အဲ့ဒါအဲ့ဒီအတွက် like လေတိချက်လေးတိချက်ဒီအကောင့်မှာသင်ပေးထားတယ်သိလားနော် Abundance Coach မတနာ YouTube channel Abundance Coach မတနာ TikTok မှာလည်းသင်ပေးထားတယ်နော်နောက်တစ်ခုကလည်းဟုတ်ကဲ့တိချက်တဲ့ညီမလေးဖြစ်ခဲ့တယ်တွေ့လားကိုတယောက်တည်းဖြစ်တာမဟုတ်ဘူးနော်ချစ်ဆုံးလေး fighting အမငယ်နဲ့တိချက်လို့ရှိတယ်ဒီချက်လို့ရှိရနော်အဲ့တော့ဒီချက်18ချက်21ရက်လို့ပညာဒါန live ကလေးတွေကြည့်ကိုယ်စိတ်ကလေးတွေကိုလည်းနေထက်အောင်နေသွားအကုန်လုံးအဆင်ပြေသွားလိမ့်မယ်ချစ်ဆုံးနော်အဆင်ပြေသွားလိမ့်မယ်ဒီချက်ပါသဘောပေါက်လားချစ်ဆုံးလေးတို့โอเคအဲ့တော့ပညာရွှေဦးလူမခိုးတဲ့နော်အဲ့တော့ပညာရွှေဦးလူမခိုးအဲ့ဒီချက်တို့ကပေါ့နော်ဘယ်အရာပဲဖြစ်ဖြစ်ဟိုအမြဲတမ်းကိုယ့်ရဲ့ဥနောက်ကိုဒီလိုမျိုးလေးလေ့လာပြီးတော့လေ့လာသင်ယူရဲဆိုတာကိုယ့်ဘဝကိုကြီးပွားတိုးတက်ဖို့အတွက်အခုဆိုလို့ရှိရင်အခုချက်ဆုံးလေးအားရှိသွားပြီနော်ဒီ live ထဲမှာဝင်ကြည့်တာဖြစ်တဲ့အတွက်အားရှိသွားပြီချက်ဆုံးနော်ဒါပညာလာဖြည့်တာပညာရွှေဦးလူမခိုးနော်ချက်ဆုံးတို့ဒါကြောင့်မလို့ပညာကိုသင်ကိုသားသမီးဆိုလို့ရှိရင်လည်းပညာကိုဒါသိချသင်ခိုင်းနော်အဲ့တော့ချစ်ဆုံးလေးတို့ဒီနေ့ live ကိုဝင်ကြည့်ကြတဲ့တဦးတယောက်ချင်းစီပေါ့နော်ဒီချက်အရန်ကိုကျေးဇူးတင်ပါတယ်လို့နော်အရန်ကိုကျေးဇူးတင်တယ်အခုဒီ live ကိုပြီးလို့ရှိရင်YouTube ရဲ့ Facebook page ကမှာလည်းပြန်တင်ပေးထားမယ်နော်ပြန်တင်ပေးထားမယ်နော်ပညာရွှေဦးလူမခိုးတဲ့မှတ်တာနော်ဒီနေ့ live အကုန်လုံးနားမလည်ရင်တော့ပညာရွှေဦးလူမခိုးပြီးရင် teacher live တွေကိုလေထက်ခါကြည့်ထက်ခါနားထောင်ချက်လေကျေးဇူးတင်ပါတယ် teacher ကြုံမှုပါတယ်တဲ့နာမည်ကဲတွေ့လားတယောက်တည်းမဟုတ်ဘူး teacher တို့လည်းကြုံဘူးတာပဲချစ်ဆုံးလေးရဲ့ဒါပေမဲ့ကြောက်စရာမလိုလေနော်သိပါတယ်အားလုံးကလေသိပါတယ်နော်ကိုကရှင်းပြပြောပြတတ်ကြတာပေါ့တီငိမ့်လေးနဲ့လေဒါကျမမဟုတ်ပါဘူးကျမကိုအားလုံးကူညီပေးကြပါဦးမဟုတ်တဲ့အကြောင်းလေးကိုဆိုတာလေနော်အဲ့လိုမျိုးလေးပြပြစိတ်ကိုတီငိမ့်ထားအကြောင်းလို့ဒီချက်ဆွဆွတင်သွားတဲ့အထဲမှာပါတယ်လေကိုစိတ်ကလေးကတီငိမ့်နေတယ်ကိုစိတ်ကလေးကအေးချမ်းနေတယ်ဆိုလို့ရှိရင်ဟိုပြဿနာတွေကိုလွယ်လွယ်ကူကူနဲ့ဖြေရှင်းလို့ရတယ်စိတ်တွေကအရန်ပူစိတ်တွေကတောကရောက်တယ်ဆိုလို့ရှိရင်ပြဿနာတွေကဖြစ်ပြီးဖြစ်တတ်တယ်နော်ချစ်ဆုံးလေး okay fighting ချစ်ဆုံးနော်အဲ့တော့ဒီနေ့ရဲ့ live လေးကိုတည်တည်ချာချာထက်ခါကြည့်စေချင်တယ်18ချက်21ရက် live လို့မလားဒီချက်နဲ့2နှစ်တာကာလလက်တွဲတဲ့အခါမှာစိတ်ချမ်းသာပြီးကြောဝချမ်းသာမှာဖြစ်ပါတယ်အဲ့တော့ဒီချက်ရဲ့ account အစ်စ်တွေတချို့ကကြဒီချက်ဟာတွေ download လုပ်ပြီးပြန်တင်တယ်ပေါ့နော်အဲ့တော့ဒီချက် account အစ်စ်တွေကိုသိဖို့အတွက်ဒီချက်ရဲ့ဖုန်းနံပါတ်လေးတွေကိုမှတ်ထားပါ3993383258တဲ့3993383258တဲ့3998944494 3998944494လိုက်ရလို့မိလားနော်ဒီချက်အကောင့်ဒီချက်ရဲ့ energy အစစ်အမှန်နဲ့ချိတ်ဆက်ထားတော့ဒီချက်ရဲ့ energy စကွင်းထဲမှာနေ့စဉ်နေတော့သူတွေကဆိုလို့ရှိရင်စိတ်ချမ်းသာပြီးတော့ကြော်ဝါချမ်းသာကြတယ်ဒီချက်ရဲ့အကောင့်အစစ်ဖြစ်ဖို့တော့လိုတယ်အဲ့တော့ဒီချက်ရဲ့အကောင့်အစစ်ဟုတ်မဟုတ်ဆိုတာဒီချက်မှာ channel 3ခုရှိတယ် Abundance Coach မတနာ YouTube channel Abundance Coach မတနာ TikTok Abundance Coach မတနာ Facebook အဲ့တော့ဒီချက်ရဲ့ဖုန်းနံပါတ်တွေကိုမှတ်ထားမယ်3998944494 399433383258တဲ့399933441628 နော်ဒါဆိုရင်ငွေလွှဲငွေယူကိစ္စတွေဘာတွေညာတွေအကုန်လုံးနော်မမားတော့ဒါအကောင့်စစ်ဟုတ်မဟုတ်လဲမေးလို့ရတယ်မမားတော့ခုဒါကတော့ live လွှင့်နေတာဖြစ်တဲ့အတွက်အကောင့်စစ်ပဲလေတိုက်ရိုက်ပဲနော်ဖုန်းနံပါတ်တွေကိုအသေးမှတ်ထားပေးစတိုင်းလဲကိုယ့်ဘက်ကပြန်ရဖို့မတွေးနဲ့လူတချို့ကမင်းဖြစ်နေလို့ချစ်ဖို့ဝေးတယ်အဲ့လေအဲ့ဒါကြတော့လေကိုကဒီလူတယောက်ကိုပေးဆက်တယ်ဆိုဒီလူတယောက်ကရှိရတော့ရချင်မှရမယ်ဒါပေမဲ့တခြားရှိရ blessing တွေအများကြီးရတယ်တခြားရှိရလေဥပမာထားပါတော့တီချာတို့ကဒီလူတယောက်ကိုပေးတယ်ကျွေးတယ်တချို့သူတွေကကြတော့အဲ့လိုမျိုး
ပြန်ပေးချင်ပြန်မကျွေးချင်သူတို့ရဲ့ mindset ကိုပါနော်ဒါမဲ့ဘာဖြစ်လဲ blessing အခုဒီချက်နောက်မှာဆိုလို့ရှိရင်တရတိချင်းရှိတယ်အပြည့်ဟိုနောက်မှာဆိုလို့ရှိရင်မနေ့ကရောက်လာတာစီဘုံလေးပြီးလို့ရှိရင်အကြီးပဲဟိုဟာကြီးတွေဟိုဒီထက်မှဒီချက်မပြအောင်ဆိုတာကလေသူတို့ကပစ္စည်းပြတယ်ဆိုလို့ရှိရင်ပစ္စည်းကိုကင်ပြတယ်ဆိုရင် live ကိုဖြတ်သွားအောင်အဲ့လိုမျိုးဖြစ်တာနော်ဘူးကြီးအကြီးတွေနဲ့ဘာကြီးလဲတရတိကလေးလေးတွေတရတိတွေမှာအများကြီးစွန်းတော်တွေလည်းကတ်ထားတယ်ပြီးရင်ချက်သွန်တွေပိတ်ထက်သီးတွေငရုတ်သီးတွေငပိတွေငချောက်တွေအဝတ်အစားတွေအဲ့လိုမျိုးငပိတွေငချောက်တွေဆိုတစ်နှစ်စာလောက်ရှိရပေးတာဘုံကြီးတွေနဲ့ဒီချက်အဲ့လေပြန်လှူသိလားအဲ့ဒါကိုကလေနေ့စဉ်တေးသေးလေးအလှူပြူတာစောမှဒီချက်တရားနာထားတာနေ့စဉ်တေးသေးလေးအလှူပြူတာလည်းမထိရောက်ဘူးမထင်နဲ့ငါဒီလောက်ပေးနေတာသူတို့ကပြန်မပေးဆက်ဘူးအဲ့ဒီလူကိုတွေးเสียရမလို့ကိုယ့်ရဲ့ကုသိုလ်ကောင်းမှုကကိုယ့်ရဲ့ကုသိုလ်ကောင်းမှုဒီတယောက်ကကိုယ့်ကိုပြန်ပြီးဓာတ်ရိုက်မပေးဆက်ပဲနဲ့တခြားသူတွေကကိုယ့်ကိုပေးဆက်တယ်မှတ်ထားနော်ဒီတယောက်စီကကိုယ့်စီကိုဓာတ်ရိုက်မပေးဆက်ပဲနဲ့တခြားသူတွေကကိုယ့်ကိုပေးဆက်တယ်မှတ်ထားနော်ဒီချက်ပြောတာဒါကြောင့်မလို့ကိုယ့်ရဲ့ကောင်းနေတဲ့စိတ်ကလေးကိုမပြတ်စေနဲ့အရင်အတွေးဒါကြောင့်ဒီချက်တို့ကလေဆရာဝန်တယောက်မှားရင်လူနာတယောက်ပဲတည်တယ်ဒါမဲ့လေဆရာတယောက်ကအတွေးအခေါ်မှားတာကိုတပည့်ကိုတင်လိုက်ရင်အများကြီးလူတွေအများကြီးတည်တာနော်လူတွေအများကြီးတည်တာနော်ဒါကြောင့်ဒီချက်တို့မှာဆရာကောင်းသမားကောင်းရှိလို့မိဘကောင်းရှိလို့ဒီချက်တို့ဒီလိုမျိုးတိတက်နားလည်နေတယ်ဆိုတာကိုတော်လို့ဆိုတာတဲ့လေကိုရဲ့ဆရာသမားတွေကဒီချက်တို့တင်ပြတာဟုတ်တယ်မှန်တယ်ကိုနေ့စဉ်အလှလူပြုတ်တယ်ဒီလူတွေကကိုကိုပြန်မပေးဆက်ဘူးမှန်တယ်ဒါမဲ့လေတခြား blessing တွေအကုန်အများကြီးကွာကံကောင်းခြင်းတွေရတယ်ဒါတခြားကိုတွေတခြားလက်တွေ့ခံစားနေရတယ်သူတွေ့လားငါပေးဆက်တလောက်ငါမိသားစုကငါ့ကိုပြန်ပြီးတော့မပေးဆက်ဘူးငါပေးဆက်တလောက်ဘလို့ okay ကိုမိသားစုကမတိတက်တာမပေးဆက်တာမှန်မိမဲ့ကိုကလေတစ်သလုံးဒုက္ခမရဘူးကိုကရောက်တဲ့နေရာမှာကံကောင်းနေလိမ့်မယ်မှတ်ထားအဲ့ဒါကြောင့်မလို့ကိုလုတ်တဲ့ကုသိုလ်ကကိုပျောက်ပြက်မသွားဘူးနေ့စဉ်လုတ်တဲ့ကုသိုလ်တေးသေးလေးတွေကပျောက်ပြက်မသွားဘူးတဲ့တီချာကတော့ယုံတယ်တီချာကတော့နေ့စဉ်အလှလုတ်တယ်ခုနေ့ကဆိုတီချာပတ်စံနေလှလိုက်တယ်အများကြီးပဲလှလိုက်တော့အမတီချာအကူကလှမ်းပြောတယ်ညီမလေးတဲ့ဒီเจ้าကိုတော့နောက်တစ်ခေါက်မှလိုမယ်တဲ့အခုလိုအပ်နေလို့ပေါ့နော်အဲ့ဒီဖုံเจ้าမှာတဲ့ဟိုဟာမီးလည်းမရှိဘူးသေးဘူးတဲ့ရေတောင်မှကိုကြီးကဆက်သွားပြင်ပေးရမှာတဲ့ရေလည်းမရှိသေးဘူးတဲ့အဲ့တော့ဒီနေ့တဲ့စွန့်ကတ်လိုက်မယ်တဲ့ဆိုတော့စွန့်ကတ်လိုက်မယ်ဆိုပြီးတော့ဒီချက်ပုံလေးတွေပို့ပြီးတယ်ကတ်လိုက်โอเคဘယ်ပဲကတ်ဒီချက်ပြောတာသိလားဘယ်နေရာပဲကတ်โอเคကုသိုလ်ရတယ်ကိုကြီးလှုပ်လိုက်အဲ့လိုမျိုးပေါ့နော်သဘောပေါက်လားဘယ်နေရာပဲလှူဘယ်နေရာပဲကတ်ဒီချက်တော့နေ့စဉ်အလှူပြူတာပဲသူတို့ပေးဆက်သူတို့ဒီချက်တော့လေကိုမိတ်ဆွေတွေဆိုလဲစားတရားတွေမုံတွေပို့ပေးတာပဲသူတို့ဒီချက်ကိုပို့ပေးတာမပို့တာဒီချက်စိတ်ဝင်စားလမ်းစားပြီလားရှင်မစားရသေးဘူးသမီးလေးစောစောကမှ breakfast စားထားတာတိလာချက်ဆုံးလေးတော့အတွေးမမားနဲ့လေပြီးလို့ရှိရင်အခုဒီချက်တို့ပေါ့နော်လှူတယ်တန်းတယ်တန်ကာတော်တွေပဲဖြစ်ဖြစ်ပေါ့နော်ချက်ဆုံးလေးတို့ church တွေလှူတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့ဒီချက်တို့ဒီဘဝမှာဟိုကောင်းတဲ့သူရှိတယ်လို့စိုးတဲ့သူရှိတယ်ဒီချက်ဆိုလို့ရှိရင်အမြဲတမ်းတေချာဆစ်ဆက်ပြီးတော့လှူတယ်တေချာလေးတိလာရှိတော့ပုံကိုယ်လေးတေချာလေးကိုကြောင်းတွေကိုစစ်ဆက်လေးပေါ့နော်တေချာဆစ်ဆက်ပြီးတော့လှူတယ်အဲ့လိုမျိုးသဘောပါလားဖြစ်တယ်လို့လှူလိုက်တာမဟုတ်ဘူးဖြစ်တယ်လို့ရော့အင်းဆိုလှုပ်လိုက်တာမဟုတ်ဘူးဒီချဲတဲ့မင်္ဂလာပါတဲ့ထိုင်းကပါရှင်ကဲချစ်ဆုံးလေးတို့မေးမြန်းချင်တာလေးရှင်ဒီချဲเนาะမေးခွင့်လေးတွေပေးမယ်မေးချင်မေးလို့ရเนาะဒီနေ့သင်ပေးတာသဘောပေါက်လား111နဲ့ကန်းကောင်းလိုက်တာဟိုဘက်မှာလည်း group ထဲဝင်ဖို့စစ်ပေးပါအောင်ရှင်နဲ့ link မတွေ့သေးပါဘူးမင်းရှင်းနဲ့ဒီထက်မှာလည်း comment တွေပြန်အောင်ပါအများကြီးပဲTikTok မှာလည်း comment တွေပြန်အောင်ပါတော့အများကြီးပဲချက်ဆုံးတွေဒီချက်မှာစီလုံးချင်းနေအင်အားပါဒီချက်တဲ့အရန်ပြောပါတယ်6လပိုင်းပွဲတော့က31ရက်နေ့လောက်အဲ့ရင်မှီလားချက်မှီပါတယ်ချက်ဆုံးလေးဒီချက်ကလေကြိုခေါ်ထားတာတချို့ကသဘောမပေါက်ကြဘူးကြိုခေါ်ထားတာကြိုခေါ်ပြီးတော့စောင့်ရှောက်ထားတာသိလားဘာလို့ဆိုချစ်ဆုံးလေးတို့ကလေတချို့ဆိုလို့ရှိရင်အောင်မြင်သွားတယ်ပြန်ကြာရှုံးသွားတယ်သိလားတချို့ဆိုအတိုက်ခိုက်တွေအရင်များတယ်အောင်မြင်ဖို့အတွက်သူတို့စူးစမ်းတယ် like တွေအရင်လွှင့်တယ်ဗီဒီယိုတွေအရင်ရိုက်တယ်လူသိတွေများတယ်ရောင်းကောင်းတယ်ပြီးတော့တခါ
ပစ္စည်းတွေပြန်ပြီးတော့ဆုံးရှုံးနေအဲ့လိုမျိုးတွေအများကြီးဖြစ်တာတချို့ဆိုလို့ရှိရင်အောင်မြင်လိုက်ကြာရှုံးလိုက်ဝုန်းတိုင်းနေကျဲနေတာအဲ့လိုမျိုးတွေမဖြစ်အောင်ချစ်ဆုံးလေးတို့ဂရုထဲမှာကြိုးခေါ်ထားတာသိလားအဲ့ဒါကိုသိလားဒီထဲမှာဆိုဖြေရမှာတွေအများကြီးတွေရှိသေးတယ်အိုမန်ကနေကြည်နေပါတယ်တဲ့ပွဲတော်တက်လင်ငွေဝင်လေတဲ့ခဏလေးနော်အဲ့တော့တိချက်ရဲ့ပွဲတော်တွေကကြတော့ Abundance Coach မက်တနာ page messenger ကနေပြီးတော့အက်ကတာ Abundance Coach မက်တနာ page messenger ကနေအက်ကတာပြီးလို့ရှိရင်အကိတချို့ကကြတော့ account တွေပါတယ်တခု error တက်နေတယ်ဆိုလို့ရှိရင်တိချက်ဖုန်းနံပါတ်တွေ3994338258တဲ့3994338258တဲ့39894449 3999 အဲ့ဒီဖုန်းနံပါတ်ကနေပြီးတော့လှမ်းပြီးတော့တစင်ဆက်သွယ်လို့လည်းရတယ်ပေါ့နော်ဒီချက်ကပွဲတော့ဟိုဒီတင်တန်း9ရက်ဆိုလို့ရှိရင်အဲ့ဒီတင်တန်း9ရက်ကလေးကိုပဲတင်ပေးတာမဟုတ်ဘူးဒီချက်ကလေလာစပြီဆိုတာနဲ့ဥမာထားပါတော့6လပိုင်းပွဲတော့တက်မဲ့သူတို့6လပိုင်းပွဲတော့တက်မဲ့သူဆိုရင်ဒီချက်က4လပိုင်းလောက်ကလေးကကြိုးပြီးတော့ခေါ်ထားတာโอเคဂရုထဲကိုတန်းဝင်တော့ဂရုထဲမှာကြိုးပြီးတော့လှုပ်ဆက်ရှိရတယ်လှုပ်တော့အဲ့လိုမျိုးအခု8လပိုင်းပွဲတော့ဆိုလို့ရှိရင်လေโอเค8လပိုင်းပွဲတော့ဆိုပေမဲ့ဒီချက်အခု6လပိုင်းအကုန်9လပိုင်းလအစ9လပိုင်းလအစဆိုတာနဲ့ဂရုထဲမှာဝင်နေဂရုထဲမှာလှုပ်ဆက်ရှိရတယ်လှုပ်ဒီချက်အကုန်ညွှန်ကြားပေးတယ်အဲ့လိုကြိုးပြီးတော့ခေါ်ထားတာဟိုလိုမျိုးရိုးရိုးတင်တန်းနေလိုမျိုး9ရက်တင်နေဆိုလို့ရှိရင်အဲ့ဒီ9ရက်ပဲတက်မှာဟုတ်ဘူးကွာဒီချက်ကစောင့်ရှောက်မှုကြိုတင်စောင့်ရှောက်မှုတွေပေးထားတာအဲ့လိုမျိုးပေါ့နော်အဲ့တော့ဒီချက်ကကြတော့တင်တန်းဆိုတာထက်တင်တန်းထက်ပိုတော့နော်ပွဲတော်တွေဖြစ်တယ်နော်အဲ့တော့ပွဲတော်တက်လေငွေရှင်လေသိတဲ့အတိုင်းပဲပွဲတော်တစ်ခါတက်တယ်စီးပွားတွေအများကြီးတိုးတယ်အဲ့ဒါမှအကြောင်းမလို့သူတို့ကထက်တက်ကြတာဒီချက်ပွဲတော်တွေကလေအဲ့တော့ဒီချက်ရဲ့ VIP တင်တန်းသူတွေဆိုလို့ရှိရင်လေဒီချက်နဲ့လက်တွဲထားလို့စီးပွားတွေတိုးလို့လေတိတ်ကိုရာထောင်ချီတိုးလို့သူတို့ကဒီချက်ရှိမှာထက်တက်တာလေမဟုတ်ရင်မတက်ဘူးဒီဟာဒီချက် public live link နေတာ public နဲ့ပြောနေတာနော်မဟုတ်တဲ့စကားလေးဒီချက်ရှောက်ပြောလို့မရဘူးလူပေါင်းများစွာနဲ့အလုပ်လုပ်နေတာလေလူပေါင်းကိုသိန်းချီတန်းချီနဲ့အလုပ်လုပ်နေတဲ့သူတယောက်ကပောက်ကြရည်လေဒီချက်တို့ကလက်လွတ်စပဲထွက်လို့မရဘူးဟုတ်တယ်မလားအဲ့တော့ဒီချက်ပွဲတော်တွေတက်လို့တကယ်ငွေရှင်လို့ထပ်ပြီးတော့တက်တာဒီချက် VIP သင်တန်းတွေတက်တဲ့အခါမှာသူတို့စီးပွားဥစ္စာတွေအရန်တိုးလို့တက်တာဟုတ်မဟုတ်ဒီချက်ပြောတာပွဲတော်တက်လေငွေဝင်လေ yes ပွဲတော်တက်လေငွေဝင်လေပွဲတော်တက်လေငွေရှင်လေတကယ်ဖြစ်ပါတယ်နော် happy money လွှဲပြီးပြီဆိုတာနဲ့ happy money လွှဲပါပြီနော်ငွေတွေများစွာပြန်ဝင်လာပါပြီเนาะဒါဆိုလို့ရှိရင်เนาะ24နာရီအတွင်းကိုငွေဝင်တယ်ဒါကတော့18ချက်21ရက်လောက်ထားတယ်ပညာဌာန live တွေကိုကြည့်ထားတယ်ဒီချက်ကိုယုံကြည်တယ်တည်တည်ချာချာလေ့လာထားတဲ့သူကကြတော့ဒီရဲ့သဘောတရားကိုကောင်းကောင်းသိတယ်เนาะအဲ့တော့ဒီချက်ပညာဌာန live တွေဒါများများကြီးစိတ်ချမ်းသာပြီးကြော်ဝါချမ်းသာမှာတော့အမှန်အကန်ပဲဖြစ်တယ်အဲ့တော့ဒီချက်မှာဆိုပွဲတော်တက်ဖူးတဲ့သူတွေအများကြီးပါလာတယ်ဒီချက်ပညာဌာန live data ကြည့် Abundance Coach မက်တနာ YouTube channel မှာအဟောင်းနေတင်ပေးထားတဲ့ Abundance Coach မက်တနာ Facebook channel အကုန်လုံးဒီတန်ဖိုးကြည့်တယ်ကိုဘွားကိုစိတ်ချမ်းသာပြီးကြောဝချမ်းသာစေတယ် Okay ဒီနေ့ကစပြီးတော့ငါစိတ်ချမ်းသာပြီးကြောဝချမ်းသာတဲ့ win ကျင်မှာပဲနေတော့မယ်ဟေ့ဒါကြောင့်ငါစိတ်ချမ်းသာပြီးကြောဝချမ်းသာစေတဲ့ live တွေကိုတွားကြည့်တော့မယ်ဟေ့အဲ့လိုလုပ် live လွင်လာကြပြီလားရှင်နဲ့ပြီးတော့မယ်သမီးချော်လေးအဆုံးသတ်နေပြီပြီးတော့မယ်ချစ်ဆုံးလေးရဲ့VIP ကတဲ့ဘယ်လောက်ထပ်ဖွင့်မလဲဆိုလို့ရှိရင် VIP ကရက်မတက်မှတ်ရသေးဘူးချစ်ဆုံးလေးတဲ့အခု6လပိုင်းပွဲတော့ဆိုတော့9လပိုင်းထဲမှာဖြစ်လိမ့်မယ်နောက်ထပ် VIP ကနော်ချစ်ဆုံးနောက်ထပ် VIP က9လပိုင်းထဲမှာဖြစ်လိမ့်မယ်ကျိုးအပ်တာနာမည်စင်းပေးထားပေါ့တကယ်တက်မယ်ဆိုမှပေးနော်18ချက်21ကိုကြည့်ပညာဒါန live တွေကြည့်အခုပွဲတော်တက်ကြည့်ပြီးယုံကြည်မှ VIP ကိုတက်ကြည့်ပြီးတော့တကယ်စီးပွားတိုးမှ VIP ကိုထပ်တက်အခု VIP day 1 day 2 day 3မှာဆို special သင်ပေးသွားတယ်เนาะcomment တွေသွားဖတ်ကြည့်လိုက် day 4 day 5မှာကျတော့မမြင်ရတဲ့စွမ်းအားတွေကိုသွားမှာဒီချက်ရဲ့ထမင်းစားချိန်ကတနာရီပဲနားတယ်ဘဝအရန်ပင်ပန်းတယ်ကိုမှ15မိနစ်ဒီချက်တို့ကဆို15မိနစ်ပဲနားချိန်ရတာသိလားဒီချက်တို့ကဆို15မိနစ်ပဲနားတယ်ညာထမင်းသွားစားရနော်ထမင်းသွားစားတော့လေဖိလစ်ပင်းမှာသိလားဒီချက်ကိုရန်တွေ့တယ်နေ့ကိုလည်းဘသူကပေါ့နော်နေ့ကိုဘသူကခွင့်ပြုလိုက်တာလဲဒီလိုမျိုးထမင်းစားဖို့လေဒီချက်မှာလေဘိုက်တွေကလည်းအရန်စားနေ့တောက်တော့ကြာသိလားကိုကမြန်မာနိုင်ငံမှာဆီယမလောက်လာလေသိလားမြန်မာနိုင်ငံမှာဆီယမလောက်လာတာကိုလဲကြလိုက်ကြ fashion brand မှာပထမဦးဆုံးအလုပ်လုပ်တာ fashion brand မှာချစ်ဆုံးက
ခြေတော့ကိုတောက်အောင်ရက်ကြတာသိလားမိုးလေးကနေမိုးချုံလေးလုံးဝမနာဘူးကွာသိလားမိုးလေးကနေမိုးချုံလုံးဝမနာဘူးအဲ့လိုကိုဆိုလို့ရှိရင် busy busy ဖြစ်တဲ့အချိန်လေးကိုအဲ့လိုပြီးတာကွာမလေး story ကတော့ရှည်တယ်ပြောပြရင်ထားလိုက်တော့သိလား drama တွေခင်းမပြချင်တော့သိလားဘိုက်ကလည်းအရန်စာနေသိလား15မိနစ်ကလေးချိန်ရတာကိုသွားပြီးတော့ထိုင်ထမင်းစားလေးသိလားညို့ရဘသူကခွင့်ပေးလို့လဲဘလို့ဖြစ်တာပါဖိလစ်ပင်းမှာတော်တော်ဆိုးတယ်သိလားဒီမှာမကောင်းချောင်းလေးပြောလိုက်အောင်မြည့်ရကိုလေးတောက်ကြာသေးလားဒါကြောင့်တီချက်ကပြောတာလေကိုမြန်မာတွေဘယ်နေရာမှာပဲဖြစ်ဖြစ်မျက်နှာငယ်ရတာပဲကျွန်မအရင်နေဒရမာတွေမခင်းချင်ဘူးဒါကြောင့်လို့ရှင်းလို့သင်ပေးနေတာ30ရှင်းလေးပဲတီချက်ပညာဒါနလိုက်တွေတွားကြည့်လိုက်အဲ့တော့ကိုခံစားဘူးမှာခံစားဘူးမှာကိုချင်းစားတာနော်မခံစားဘူးတော့ကိုချင်းမစားတယ်နော်ခံစားဘူးလို့သင်ပေးတာဒီလိုမျိုးတွေဖြစ်ခဲ့လို့ရှင်းတို့အခုဘာခံစားရတယ်ဆိုတာတီချက်ဖြတ်တန်းပြီးသားအမလေးတဘောပါဒီချက်ဖြတ်တန်းပြီးသားအမလေးအနှိမ်ခံရမှာပဲလေ passport ကြည့်လိုက်ရုံနဲ့အနှိမ်ခံရပြီးသားပဲအများကြီးဒီတဲ့အမလေးဒီညနေချင်းဆိုင်လိုက်တိုးတိတ်လေးအများကြီးပြောပြချင်သေးတယ်အဲ့လိုပဲပြောလိုက်တော့အများကြီးပြောပြချင်သေးတယ်ဒါကြောင့်မလို့စိတ်ချမ်းသာပြီးကြော်ဝါချမ်းသာတဲ့ဘဝလေးတစ်ခုကလေကိုယ့်ဘာသာကိုဖန်ဆင်းရမှာသူများကိုအားကိုးလို့မရဘူးသူများနိုင်ငံအားကိုးလို့မရဘူးသူများတွေကိုအားကိုးလို့မရဘူးအနိုင်ကျင့်ခံရမယ်ဟုတ်ပါတယ်တဲ့သူပြုသမျှသီးခံနေရတာမှန်တယ်ရှင်တို့သီးခံနေရတာကျမသိရဲဒါကြောင့်မလို့ချစ်ဆုံးလေးတို့အာမငယ်နဲ့ fighting ပညာဌာန live တွေများများကြီးကိုယ့်ရဲ့စဝင်းကိုကိုယ်တိုင်တိဆောက်ကိုယ့်ရဲ့ကြော်ဝါချမ်းသာမှုကိုကိုယ်တိုင်တိဆောက်အောင်မြင်တယ်စိတ်မပူနဲ့ပပလေးကိုရီးယားအရန်တော်တာအဓိကတယောက်နဲ့တယောက်မညီကြတာပဲဒါကြောင့်တစ်ချက် group မှာဆိုသစ္စာဆိုခိုင်းတာရှင်းလေး abundance coach မိသားစုမှန်ရင်အတင်းမပြောရဘူးတယောက်နဲ့တယောက်သစ္စာရှိရမယ်စီကနေတတ်မှတ်ထားတာအဲ့ဒါစီးလုံးအောင်လုပ်ထားတာโอเคเนาะချစ်ဆုံးလေးတို့ fighting နောက် live တွေမှာတွေ့ကြမယ်အားလုံးပထမဦးဆုံး18ချက်21ကိုလုပ်ပါပညာဌာန live တွေကိုကြည့်ပါပြီးလို့ရှင်ပွဲတော်တွေကိုတည်တည်ချာချာလေးရအောင်တက်ပါစီးပွားဥစ္စာတွေအမှန်တကယ်တိုးလာပြီဆိုမှကိုကလုပ်ငန်းရှင်ဖြစ်တယ်ဆိုမှ VIP ကိုတက်ပါအဲ့တော့ယနေ့ live ကိုကြည့်ရှုကြတဲ့သူများအားလုံး live ကိုထက်ခါလေးကြည့်စေချင်ပါတယ်အားလုံးကိုကြီးချမ်းသာခြင်းစိတ်ချမ်းသာခြင်းပြည့်စုံပါစေပြည့်စုံကြောကလွတ်ထားရတဲ့ဘဝကိုပိုင်ဆိုင်ပါစေယနေ့မှစပြီးတော့ယရနာရွှေမှုငွေမှုရကဲသူစီးပွားဥစ္စာတွေတိုးကြပါစေရရှိပြီးတော့စီးပွားဥစ္စာများလည်းရန်သူမျိုး၅ပါးဖြစ်စည်းလို့မရပါစေတည်းကျမ်းမာချမ်းသာကြပါစေကျမ်းမာချမ်းသာကြပါစေကျမ်းမာချမ်းသာကြပါစေအားလုံးတစ်နေ့တာလုံးလုပ်ငန်းကိုင်ငန်းတွေအဆင်ပြေကြပါစေအဆင်ပြေကြပါစေအဆင်ပြေကြပါစေ